မိုးကုတ်ဆရာတော်ဘုရားကြီးအမရပူရမြို့မင်္ဂလာရိပ်သာဓမ္မယုံတွင်28ရက်တလ60ခုနှစ်တွင်ဟောကြားဆုံးမတော်မူအပ်သောအိတ်ချင်းမှနိုးပြီးမက်ခင်ဖောင်ပြင်ကြရန်တရားတော်လဲလွန်မို့နိုင်တာပဲလွန်မို့သွားလို့ရှိရင်ဖြင့်လေမရှိတက်မရှိဖောင်မရှိဒီလိုပုံကိုယ်တွေကဗျာမရာမျောပြီးကြလားအေယဝရီတဲ့ရောက်ပါလိမ့်မယ်အေယဝရီကနေပြီးကြလားသမုဒ္ဒရာရောက်သမုဒ္ဒရာရောက်ငားလိမ့်မကန်းတို့ဤအစာဖြစ်ကြလိမ့်မယ်ဆိုတာလည်းအထင်ရှားပဲဖောင်မရှိလေမရှိနဲ့ဆိုကြရင်လေဘယ်လိုလို့ဆရာရှိသေးတုံးလို့မဲနေလို့ရှိရင်ဖြင့်ဖောင်မစင်ပဲနဲ့မေ့နေတဲ့ပုဂ္ဂိုလ်အိတ်နေတဲ့ပုဂ္ဂိုလ်တွေအဖြစ်ဗျာမရာမျောလို့ငါးလိမ့်မကန်းတို့ဤစာဖြစ်တယ်လို့ဒီမှာလဲမရဏဆိုတဲ့ရေကြီးဟာဒကာဓမ္မတို့လာနေပြီလို့မှတ်ကြကြမှာမှန်ပါဗျာမရဏဆိုတဲ့ရေကြီးဟာအလုံးကိုအသေးမျောမဲ့ရေကြီးဟာရှိမရှိစဉ်းစားကြည့်ပါရှိပါဗျာအလုံးကိုအသေးမျောမဲ့ရေကြီးဟာဧကန်ရှိတကယ်ရှိပါဘုန်းကြီးလည်းမချမ်းဘူးဒီဓမ္မတွေလည်းမချမ်းဘူးအကုန်မျောမှာပဲအကုန်မျောမဲ့ရည်ကြီးအပြင်လာနေပြီဆိုတာလည်းဓမ္မတွေကတန်တရားမရှိနဲ့လာနေပြီလို့တရားကြွမှတ်ပြီလို့ဒီတဲ့ဘ누구ကြံရင်မလဲလို့မေးတဲ့အခါကြလို့ရှင်းဖြင့်မဲခင်ဖောင်ကြီးများလှုပ်ထားနိုင်တဲ့ပုဂ္ဂိုလ်ဖြင့်မြုပ်ချင်းမြောက်ချင်းဆိုတဲ့ပင်လေတွေတော့မရောက်ပြီမှန်ပါဗျာဆံရတဲ့ရဖြစ်တဲ့နိဗ္ဗာန်တောင်ကမ်းပေါ်ရောက်ကြလိမ့်မယ်မှန်ပါမဲခင်ဘုံမရှိတဲ့ပုဂ္ဂိုလ်မှာဖြင့်ခေါင်းကအိပ်ပျော်လို့ဗျာမရာမျောပြီးငားလိမ့်မကန်တို့အစာဖြစ်ရသလိုဒီဓမ္မတွေလည်းဖြစ်ရမှာဘုရားသခင်ကိုရမကြီးမြင်သောကြောင့်အိပ်ပျော်ခြင်းကိုဖြင့်တကယ်အသက်ရှူရှိုက်ဟောက်ပြီးအိပ်နေတာကိုဘုရားကဆိုလိုတာမဟုတ်ဘူးသာယေသမီးစီးပွားရေးတွေဟူသောလောဘအဝိဇ္ဇာတို့တဏှာတို့နဲ့လောက်ကင်နေတာဟာငါဘုရားကအိပ်ပျော်ခြင်းလို့သတိပေးပါတယ်လို့ဆိုတာမှတ်ထားကြပါမှန်ပါဗျာသာယေသမီးစီးပွားရေးလိုက်စားပြီးကြလားဒါနဲ့ချိန်ကုန်နေတဲ့ပုဂ္ဂိုလ်ဟာအဝိဇ္ဇာနဲ့တဏှာတွေဟူသောအမိုက်တိုက်ထဲမှာသေသေးချာချာအိပ်ပျော်နေတဲ့ပုဂ္ဂိုလ်ပဲလို့မှတ်လိုက်ကြပါမှန်ပါဗျာဝိပဿနာအလုပ်ကိုခန္ဓာနာယုတ်ဖြစ်ပြအလုပ်ကိုခန္ဓာနာယုတ်ဖြစ်ပြအလုပ်ကိုလုပ်နေတဲ့ပုဂ္ဂိုလ်ကတော့ဝန်းနဲ့မဂ္ဂင်တွေရောက်ပြီးဒီကလာနေသောကြောင့်သူကဖောင်ပိုင်ရှိပြီးဖောင်ဆင်းနေတဲ့ပုဂ္ဂိုလ်ဖောင်ပိုင်အရာလုပ်နေတဲ့ပုဂ္ဂိုလ်မဂ္ဂင်ဖောင်ကြီးကိုတွဲနေတဲ့ပုဂ္ဂိုလ်မမြုပ်အောင်မမျောအောင်ကိုယ်ပိုင်လုပ်နေတဲ့ပုဂ္ဂိုလ်ပဲဆိုရင်ဖြင့်အမှန်ပဲလို့ဆုံးဖြတ်ချမှန်ပါဗျာဒါရင်သာယသမီးရှိပါရေးလိုက်နေတဲ့ပုဂ္ဂိုလ်ကအိပ်ပျော်တဲ့ပုဂ္ဂိုလ်မှန်ပါဗျာဝိပဿနာအလုပ်လုပ်နေတဲ့ပုဂ္ဂိုလ်ကနိုးလို့ရေလာမှသိလို့ဖောင်တွေပြင်ဆင်ပြီးဒီကလာထားတဲ့ပုဂ္ဂိုလ်အဲ့တော့ဒီပုဂ္ဂိုလ်နှစ်ယောက်ကလောကကြီးထဲမှာတကယ်ကြွယ်ရှိကြတယ်ဗျာမရှိကြဘူးရှိပါဗျာအဲ့ဒါကြွကြွစဉ်းစားပါလို့ခွန်ကြီးတို့ဓမ္မတွေသတိပေးလိုက်ပါတယ်သာယသမီးစီဝါရေးကိုအမောရပန်းလိုက်ပြီးဒီကလာတစ်နေ့နဲ့လည်းမပြီးနှစ်နေ့နဲ့လည်းမပြီးနဲ့တကယ်ကြွယ်တို့ရောင်းဝယ်လာတာအခုနဲရရဲ့လည်းမဟုတ်ပါဘူးဗျာနဲရလာလည်းမဟုတ်ပါဘူးဒါတွေကလည်းပြီးပြီလို့လည်းဆုံးဖြတ်ချက်ချလို့မရသေးလောဘဒေါသခိုင်းတိုင်းအလုံးလုံးပြီးဒီကလာမောဟရိဥသောတရားကပိတ်ပင်လို့လောဘတို့ဒေါသတို့ခိုင်းတိုင်းမာနတို့ခိုင်းတိုင်းအလုံးလုံးပြီးဒီကလာနေတာဉာဏ်စခန်းဤစိတ်ရှင်းဖြစ်လေသောကြောင့်အိပ်ပျော်ခြင်းအလုံးလို့ဘုရားကဟောလိုက်သဘောပါဉာဏ်စခန်းအလုံးမဟုတ်သောကြောင့်သူဘယ်နဲ့ဆိုကြပါမလဲအိပ်ပျော်တဲ့ပုဂ္ဂိုလ်နဲ့အတူတူပဲလို့မှတ်စမ်းပါဝိပဿနာအလုပ်လုပ်နေတဲ့ပုဂ္ဂိုလ်ကတော့အဝိဇ္ဇာတဏှာတို့အိပ်ပျော်ခြင်းမှာနိုးပြီးဒီကာလဝိဇ္ဇာအာလောဘတို့အလုပ်ကိုလုပ်နေသောကြောင့်နိုးနေတဲ့ပုဂ္ဂိုလ်ဖောင်းဆင်းနေတဲ့ပုဂ္ဂိုလ်တို့ငါဘုရားကဟောလိုက်ပါတယ်လို့သေသေးချာချာပဲမိတ်ရှိဒါဖြင့်လောကကြီးထဲမှာဒကာကျော်ဒကာသစ်တို့အိပ်နေတဲ့ပုဂ္ဂိုလ်လည်းရှိတယ်နော်ရှိပါဗျာနိုးနေတဲ့ပုဂ္ဂိုလ်ရှိပါဗျာဒါဖြင့်အိပ်နေတဲ့ပုဂ္ဂိုလ်ကိုမရဏဆိုတဲ့ရေကြီးကတိုက်ချတဲ့အခါကျတော့ဖောင်မရှိလှေမရှိတက်မရှိလို့မျောကျင်လို့မျောပြီးဒီကလာမြုပ်ချင်လို့မြုပ်လိမ့်မယ်ဆိုတာဖြင့်သံဃာမရှိကြဘူးအိပ်ပျော်နေတာဟုတ်အိပ်ပျော်နေတော့မရဏဆိုတဲ့ကြီးလာစွာသောရေကြီးကတကားအောင်တို့တိုက်ချလိုက်တော့သူခိုးခွေးရရှိသေးရဲ့ခိုးခွေးရမရှိတော့ဗျာမရာမျောပြီးဒီကလာဝဲရဲရောက်ဝဲကနေပြီးစုပ်သွားလို့အောက်ရောက်
ဘယ်လေးပါးဒီဥသောနေရာဌာနမှာမရှိမလားရောက်ကြလိမ့်မယ်ဆိုတာတခါကျွဲတခါတစ်တို့ယုံမလားဩဒါဖြင့်တို့ဒီကားလို့ဆိုရင်ဖြင့်တိုင်းသမီးရှိပွားရေးနဲ့လုံနေတာဘုရားကလည်းဟောဆရာဘုန်းကြီးကထပ်ပြန်သတိပေးလိုက်ပြန်တော့ဒါအိတ်နေတဲ့အလုပ်လို့ဆိုပါကလားတပည့်ကြကြတိုင်းသမီးရှိပွားရေးလိုက်နေတဲ့ပုဂ္ဂိုလ်များဘယ်လိုလဲတော့ဘုရားကအဝိဇ္ဇာကဖုံးလုံးတဏှာကလူခြင်းဒေါသကမရစိတ်ဆိုးမာနကရပြန်လို့ရှိရင်လည်းငါလူရှာနေပွေနေငါရှိရလားငါလူတိုင်းနဲ့ဒါနဲ့နေနေတာရှိရလားဆိုတော့မာနကလည်းတက်လာပြန်တော့အိပ်ပျော်တဲ့ပုဂ္ဂိုလ်တွေပဲပညာရည်ဟူသောနိုးခြင်းဖြင့်နိုးပါရဲ့လားနိုးပါဗျာဩဒါဖြင့်ဘုန်းကြီးတို့တရားဓမ္မတွေအိတ်ချိန်နဲ့နိုးချိန်ဒီကားလို့ဆိုရင်ဖြင့်အထင်ရှားကြည့်ပါလားဒါကြောင့်ဘုရားသခင်ကိုရမကြီးကငါသည်အဝိဇ္ဇာရည်သောအိပ်ပျော်ခြင်းမှနိုးပြီးဒီကာလလာလို့ဘုရားဖြစ်သူရောက်ခဲ့တယ်ဆိုတာလေဘုရားတိုင်းဟောတဲ့တရားဖြစ်နေသောကြောင့်ဒကာဓမ္မတွေယနေ့ရှေ့ပိုင်းမှာသံဝေကအားဖြင့်၎င်းအမှန်အားဖြင့်၎င်းဥပအောင်တို့ဟောလိုက်တယ်နော်မှန်ပါဗျာဒါရသမီးရှိပါရဲ့အခုပေါ်တဲ့အရေးတွေလိုက်နေကြလို့ရှိရင်ဖြင့်တဲ့ဒါအိပ်ပျော်သောပုဂ္ဂိုလ်ပဲဘာကြတော့အဝိဇ္ဇာတဏှာတို့၏အလုပ်ကိုဗျဘာဆိုကြမလဲအဝိဇ္ဇာတဏှာတို့၏အလုပ်ဆိုတော့ဘုရားကဘယ်ထဲသွန်းလိုက်ပါလိမ့်အိပ်ပျော်နေတဲ့ပုဂ္ဂိုလ်ဟာဒကာဓမ္မတို့မရဏဆိုတဲ့ရေကတော့လူတိုင်းတိုက်ချမှာမဟုတ်လားမှာပဲသူ့လည်းသူ့မရဏရေနဲ့ကိုယ်မှလည်းကိုယ်မရဏဆိုတဲ့ရေကြီးကတော့ဖြင့်ဒီမျိုးရှိဒီနယ်ရှိနောက်မွေးတဲ့လူရောအရင်မွေးပြီးသားတွေရောဒကာအောင်အကုန်တိုက်ချမှာအကုန်သတ်မယ်ဆိုတာကတော့ဖြင့်တန်တရားမရှိကြနဲ့ပေါ့ဗျာအိပ်ပျော်နေတဲ့ပုဂ္ဂိုလ်ရေတိုက်ချလိုက်တဲ့အခါကျတော့မဲခင်ဖောင်ကြီးကလည်းမလုပ်မိလက်မဲ့မျောရတဲ့ခါကျတော့ရေကြီးကတန်လက်မဲ့ကလည်းမျောရပြန်ဆိုတော့ရေစီမံလို့ခံရလို့ဝဲရဲလည်းရောက်ဝဲစီမံလို့ခံရလို့အောက်ငရဲကိုလည်းရောက်ဆိုတာညှင်းပွေရလူသေးဩဒါဖြင့်ဒကာဓမ္မတို့ရောင်းတိုင်းဝယ်တိုင်းနေတိုင်းထိုင်တိုင်းဒကာကျွဲတာဘုရားခင်ကိုရမကြီးဉာဏ်ပညာနဲ့ကြည့်လိုက်တော့အိတ်နေတဲ့အလုပ်လို့မှတ်လိုက်စမ်းမှန်ပါဗျာအယောင်ဝဲလုပ်တွေတာယသမီးရှိဝါရဲ့လုပ်တွေဘယ်လိုဆုံးပြရချပါအိတ်နေတဲ့အလုပ်ပါဗျာအိတ်နေတဲ့အလုပ်မို့ရေကမလာဘူးလားလာနေသလားမှန်ပါဗျာအရင်မှတည်းဒီလုပ်လို့ရင်တော့သေသွားတဲ့လူတွေလည်းတကတစ်တုံမြင်မှုပါလိမ့်မယ်ဒါရေတိုက်ချသွားတာဗောဗျာမရဏဆိုတဲ့ရေကြီးကတိုက်ချသွားတော့ဒကာဓမ္မတို့ဖောင်းကမရှိဒါဖြင့်ရေရှိမှန်လို့ခံပေါ့ဗျာမှန်ပါမရဏရေစီမံလို့ခံရတော့ဒကာဓမ္မတို့ခိုးကိုရကလည်းမရှိဆိုတော့မရဏရေကစီမံလိုက်တဲ့ဥစ္စာကဝဲရဲပို့လိုက်ပါဝဲရဲဆိုတော့အာသဝဆိုတဲ့ဝဲရဲပို့လိုက်အာသဝဆိုတဲ့ဝဲရဲဒီကားလည်းသင်ပို့လိုက်ပြီးဆိုမှဖြင့်ဝဲဆိုတာလှဲ့ဆိုတာလှဲ့ပါများမြုပ်ရကနေအောက်ရောက်သွားတော့ဗျံပရာနဲ့ပဲတဲ့ဒကာဓမ္မတွေနေကြထိုင်ကြတော့မယ်ဆိုတာဖြင့်အမှန်ပေါ့ဗျာသဘောပါကြဩဒါဖြင့်သာယသမီးရှိပွားရေးလိုက်စားပြီးဒီကာလဒီနေ့ချမ်းသာနှုံနှုံဒီနေ့ချမ်းသာနှုံနှုံပြည့်စုံနှုံနှုံနဲ့ရေလွတ်ရာအသက်ဘေးကင်းရာဖြစ်တဲ့မဲခင်ဖောင်ကြီးကိုကိုယ်ပိုင်ရအောင်လုပ်မထားမှုကိုယ်ပိုင်တွဲဆက်ပြီးဒီကာလဆင်မထားမှုပါဒကာကျွဲအယုတ်ဆိုးလွန်းတယ်ဒကာဓမ္မတွေဘယ်လိုဆိုကြပါစဉ်းစားပါဒကာဓမ္မတို့ဒီခုပြောနေတဲ့အရေးဟာဘုန်းကြီးကတန်ခါရှင်းပြောတဲ့အရေးလို့လေဒကာဓမ္မတွေကမှတ်ပါနဲ့အားလုံးကိုသက်ဆိုင်နေလို့ဘုရားကဟောခြင်းဖြစ်ပါတယ်။ကဲဒါဖြင့်ဒကာဓမ္မတို့ရေလားနေဗလားမလားဘူးလား။မရဏဆိုတဲ့ရေကြီးရလေဒီတန်းယနေ့လားနဲ့ပြန်လားတွေကမပါဘူး။ပါလို့မကင်ဖောင်ကမပြီးသေးခင်မကင်ဖောင်လည်းမရှင်ပဲနဲ့မကင်ရှိပါလို့မလုပ်ဖဲနဲ့ဒီတိုင်းပဲမျောကြရမယ်ဆိုတော့ဖောင်မရှိတဲ့ပုဂ္ဂိုလ်မျောရောမှုဒီတရားဓမ္မတို့ခိုးရမယ်မျောမှုပေါ့သဘောပါကြဗာမျောမှုတယ်ခိုးရမယ်မျောမှုဆိုတော့လမ်းမှာလည်းဘာမှခိုးရမရှိရေးစီမံတယ်လို့ခန္ဓာကြီးကလိုက်ရလိမ့်မယ်မလိုက်ရဘူးမရဏစီမံတယ်လို့ခန္ဓာကြီးကလိုက်ရတော့တရားဓမ္မတို့မျောကျင်တယ်လို့မျောပါများဝဲရဲရောက်ဝဲလေလမကလည်းမြုပ်တဲ့ထဲရောက်ဒါကြောင့်မျောခြင်းမြုပ်ခြင်းလို့ဟာ
မဲ့ခင်ဖောင်မရှိတဲ့ပုဂ္ဂိုလ်ကြီးအလုံးဝိပဿနာအလုံးမရှိသောပုဂ္ဂိုလ်ကြီးအလုံးလို့မှတ်လိုက်စမ်း မှန်ပါဗျာ တပတ်ကြဝိပဿနာအလုံးမရှိသောပုဂ္ဂိုလ်ကြီးလောက်ကဖြင့်မျောခြင်းနဲ့မြုပ်ခြင်းမရှိ မှန်ပါဗျာ တခါကျွဲကောင်းကောင်းသဘောပါလား မှန်ပါ အားလုံးတရားဓမ္မတွေယနေ့လေးလေးစားစားနဲ့ပဲသံဝေကလည်းဖြစ်စေတော့မှန်လဲမှန်စေတော့ဘုရားသခင်ကိုရမကြီးပါဠိတော်ကိုကြည့်ပြီးဒီကလာဓမ္မပဒမှာလာတဲ့အတွက်တံဗုဒ္ဓပတုသမ္မတ္တံဗျာတတ္တမာနသန္တံသုတ်တံကာမမဟောကောဝမေစုအာရယကိစ္စရိဆိုတဲ့ဂါထာကိုမြန်မာလိုရှင်းပြီးဒီကလာပြခြင်းဖြစ်ပါတယ်လို့မှတ်ကြ မှန်ပါဗျာ ဒါဖြင့်ရေလာမှာသိကြနေတဲ့ပုဂ္ဂိုလ်တွေဘာရေးကြည့်ပါလိမ့်မလဲဆိုတော့ကိုယ့်အသက်ကယ်ဆယ်ရေးအရေးကြီးတယ် မှန်ပါဗျာ ကိုယ့်အသက်ကယ်ဆယ်ရေးဆိုရလဲမျောပေါင်ဆံပေါင်တို့တွင်မျောတဲ့ဥစ္စာကတော့ဖြင့်တရားဓမ္မတို့မိစ္ဆာဖောင်ကြီးတာခင်ဗျားတို့ဆင်နေကြမယ်ဆိုမျောမှာပဲ မှန်ပါဗျာ တမာဖောင်ကြီးကိုဆင်ကြမယ်ဆိုရင်ဆံတဲ့ဖုံဖြစ်ပြီးကြလားနိဗ္ဗာန်တောင်ကန်းကိုဘယ်ရေဘယ်ဒီဘယ်ကရက်မှလည်းတက်ပြီးဒီကလာတတ္တဝါတွေမနှိမ့်ဆက်နိုင်တဲ့အခြေအနေရအောင်ယနေ့ဖြင့်ဆရာဘုန်းကြီးဒီအိတ်ရှင်းမှနိုးကြပါတော့နိုးပြီးဒီကလာဖောင်ဆင်ကြပါတော့ဒါကူများစွာတောင်းပန်တဲ့နေပဲလို့မှတ်ရ မှန်ပါဗျာ အိတ်ရှင်းမှလည်းပါတော့ မှန်ပါဗျာ နိုးပြီးဒီကလာနိုးရုံနဲ့လည်းမပြီးသေးဘူးတရားနာတာနိုးတာပါပဲ မှန်ပါ နိုးရုံနဲ့လည်းမပြီးသေးပါဘူးမက်ကင်ဖောင်ခန္ဓာကိုယ်ရဲ့အရောက်ဆင်ကြပါအောင်ဆိုတာကိုလည်းလေးစားစွာနဲ့ပဲတိုက်တွန်းပါမယ် မှန်ပါဗျာ တိုက်တွန်းတယ်မတိုက်တွန်းတယ်ဗျာ တော်နေပါဗျာ ဘာကြောင့်လုံးလို့ဆိုတော့ဖော်မပြောလို့ရှိရင်လည်းအော်သူများလည်းဒီလိုလောက်ကင်စားတော့နေတာပဲတို့လည်းဒီလိုလောက်ကင်စားတော့တဲ့အလုံးမှမလုပ်ရင်ဘယ်ဖြစ်မလို့လူတဲ့နေတဲ့ဥစ္စာလူလိုတော့လောက်ရမှာပေါ့အော်ဒါကမျက်စိမမြင်တဲ့လူချင်းအတုခိုးတာဘူး မှန်ပါဗျာ ဘယ်လိုဆိုကြပါ ဒီမဲ့ဒီလိုခေါ်တာပါဗျာ မျက်စိမမြင်တဲ့လူချင်းအတုခိုးတာကိုတခါကျွယ်တော့အသားမယူလိုက်ပါနဲ့ မှန်ပါဗျာ အခုအတုခိုးနေတဲ့အဓိပ္ပာယ်ရှင်းကြပါဗလား မှန်ပါဗျာ ဘယ်လိုများအတုခိုးကြပါလဲဟိုရင်လည်းရကန်းနဲ့လောက်ကင်စားဟိုရင်လည်းဇဲဆိုင်နဲ့လောက်ကင်စားတောင်းတာလူဆိုတာဒီလိုပဲလောက်ကင်စားတော့နေတယ်အလုံးမရှိလို့ရှင်မခက်ဘူးလားမခက်ပါဘူးလို့ခွန်ကြီးကဖြေတယ်ဟောင်းမရှိမှခက်ပါတယ် မှန်ပါဗျာ တပည့်ကြအလုံးမရှိလို့မခက်ပါဘူးတရားဓမ္မတို့ဟောင်းမရှိမှခက်ပါတယ်ဘာကြောင့်လဲဆိုတော့ရေလာနေတာပဲအလုံးမရှိဘာကိစ္စရှိတုံးဖောင်ရှိဖို့ဖောင်မရှိရင်သာခက်တာပေါ့ မှန်ပါဗျာ အဲ့ဒါဖြင့်တခါကျွဲတော့ယနေ့ကစပြီးတကလားကိုယ်ပိုင်ဖောင်ဆင်ကြပါတော့ မှန်ပါဗျာ ဘယ်လိုများသတိပေးပါလိမ့် ကိုယ်ပိုင်ပါဗျာ ကိုယ်ပိုင်ဖောင်ဆင်ပြီးတကလားကိုယ်ပိုင်စည်းနှင်းပြီးတကလားကိုယ်သာလင်မရဏလွတ်ရာရှောင်ကြပါတော့ဒါဖြင့်မရဏဆိုတာကသေခြင်းအမရဆိုတာကမသေးရမှန်ပြည်နိဗ္ဗာန်ဩဒါဖြင့်ဒီအကြီးလို့ဖို့ရရေးကဖြင့်မက်ကင်ဖောင်မတပတ်ပို့မဲ့လူဆောင်းမဲ့လူတို့မှကဲမဲ့လူယူမဲ့လူမရှိတော့ပါလားအဲ့ရကနိုးမတော်တော့မယ်ဆိုပြီးဒီကလာမက်ကင်ဖောင်အဖြစ်ကိုဖြင့်ဒကာရမတို့လှုပ်ဖြစ်အောင်လုပ်ကြပါ မှန်ပါဗျာ သဘောပါကြသမင်ညာရေးလို့ဘုန်းကြီးဒကာရမတွေဒီစကားကိုမယူလိုက်နဲ့နော် မှန်ပါဗျာ ဥပအောင်သမင်ညာလားဗျာ မှန်ပါဗျာ သမင်ညာလို့ဒကာရမတွေအခုပြောနေတဲ့စကားကိုနားမလဲလည်းမရှိပါနဲ့နားလဲအောင်လည်းပြောနေပါတယ်။အော်ဒီရေးဟာသာယသမီးရှိဘွားရဲ့လိုက်နေတဲ့ရေးဟာဝိဇ္ဇာတဏှာတို့၏အရေးဖြစ်လေသောကြောင့်ဒါအိပ်ပျော်နေတဲ့အလုပ်ပဲ မှန်ပါဗျာ ဝိပဿနာနဲ့ခန္ဓာ၅ပါးတစ်ပါးဖြစ်ဖြစ်ရှုပြီးဒီကလာမဂ္ဂင်တွေဝန်းထဲရောက်နေတဲ့လောကတော့ဖြင့်မဂ္ဂင်ဖောင်ကြီးကိုမတရားဆန်းတဲ့ဖောင်ကြီးကိုကိုယ်ပိုင်လုပ်ပြီးဒီကလာကိုယ်ပိုင်အသေးရှောင်းနေတာရှောင်းဖို့ကိုအစင်သင့်ပြင်းနေတာဘာလားလို့ဆိုရင်မှန်တယ်ပဲဆုံးဖြတ်ချက်ချ မှန်ပါဗျာ ဒါကြွယ်တာဖြင့်အရေးကြီးတာအရေးကြီးပေါ့ဗျာ မှန်ပါဗျာ အရေးမကြီးတာဘုန်းကြီးတို့ဒကာဓမ္မတွေကချိတ်ပြီးဒီကလာထားလိုက်ပါအောင်ဆိုတာကိုသတိပေးလိုက်ပါတယ် မှန်ပါဗျာ ဒါရင်တာယသမီးရှိပါရဲ့ရောင်းဝယ်ဖောက်ကားရေးဟူတွေ့သည်နိုးတာလားအိတ်တာလား မှန်ပါဗျာ ဝိပဿနာအလုပ်လုပ်နေတဲ့ပုဂ္ဂိုလ်က လို့ပါဗျာ ဒါရင်နိုးနေတဲ့ပုဂ္ဂိုလ်ရေတိုက်မှန်နဲ့ဟုတ်လားဖောင်းဆင်းနေတဲ့ပုဂ္ဂိုလ်ရေတိုက်လို့ရှိရင်ဖောင်းဆင်းနေတဲ့ပုဂ္ဂိုလ်ကဖောင်းရှိလို့အန္တရာယ်ကင်း မှန်ပါဗျာ မနေ့ကသာယသမီးရှိပါရဲ့ဟူသောအိပ်ပျော်ခြင်းနဲ့အိပ်ပျော်နေတဲ့ပုဂ္ဂိုလ်ကဖြင့်ဖောင်းမရှိလို့လက်မဲ့မျိုး မှန်ပါဗျာ
မျောရကနေဝဲရဲရောက်ရကနေပြီးမြုပ်ဖို့သာရှိတော်တယ်ဆိုတာဒီရေးတဲ့ကြီးတာတော့ဖြင့်တကယ်ကျွယ်တကယ်တက်တကယ်အောင်လို့မရှိဘူးဒါဖြင့်တကယ်ဓမ္မတို့မဲခင်ဖောင်ဆိုတော့လေပြောပြမဲ့လူရှိမှလဲကိုအန္တရာယ်ကင်းလို့ဘေးကင်းအောင်ကယ်ဆယ်မဲ့ဖောင်ဟာလုတ်တတ်တာဒီတိုင်းတို့မဲခင်ကြီးရပါလို့ဤမဲခင်ဖောင်ကြီးကိုစီးနှင်းမိဒီကလာနိဗ္ဗာန်မျိုးကြီးကဆန်တဲ့ရပါလို့ဤဆိုရုံနဲ့လည်းရတာမဟုတ်ပါဘူးကိုယ်တိုင်ဆင်ပြီးဒီကလာကိုယ်တိုင်စီးပြီးဒီကလာလုံးမသာလင်တရားဓမ္မတို့ရမယ်လို့ဖြစ်နေသောကြောင့်အခုတရားဓမ္မတွေဘုန်းကြီးများကသတိပေးကြတာကတရားဓမ္မတို့ခင်ဗျားတို့အယောင်းဝယ်ကောင်းတဲ့ဘုန်းကြီးဖြင့်ကြမ်းမှချမ်းသာမှုတော့ဝမ်းသာပါရဲ့အဲ့ကျူးတယ်လို့ထင်တာပဲမဆိုရဘူးလားအယောင်းဝယ်ဖြင်းမြန်နေပြန်တော့လေအေးဒါဆိုင်လေးပိတ်ပြီးဒီကရာဒီတိုင်းနေမယ်ဆိုလို့ရှိရင်လည်းနောက်လာမဲ့ဈေးကောင်းလေးကြလို့ရှိရင်လည်းဆိုင်မရှိမှန်းသိလို့ဘယ်သူမှမိတ်ဆက်လာမှာမဟုတ်တော့မျောလင်းစောနဲ့ပဲတခါနေပြန်တော့လေမကောင်းနဲ့ခင်ဗျားတို့အိတ်နေတာကောင်းလေဒါဖြင့်ဘယ်တော့မှနိုးတယ်မရှိတော့ဘူးဆိုလို့ရှိရင်ဘယ်တော့မှကိုယ်ဖောင်ကိုလှုပ်ဖြစ်တယ်မဲ့အချိန်မရှိတော့ဘူးရှိပါဦးမလားအဲ့ဒါလို့ဆိုရင်ကြီးဖြစ်နေတော့ဒီနေ့တော့လေတကယ်ပြောဘာလုံးမှာတော့တကယ်သက်ဘာလုံးမှာတော့ကိုယ်ဖောင်မစင်နိုင်သေးဘူးဖေ။တာယသမီးရှိပွားရေးပဲလောက်အောင်အိပ်ရအောင်မဖေ။ဒီနေ့တော့လေဘာလုံးမှာတော့ဆိုအိပ်ရအောင်မဖေ။နောက်ဒီနေ့ဘာလုံးမှာတော့မေးပြန်တော့လေ။ဩရေတွေကခမရလည်းပဲရောက်နေပြီခမရကအိတ်သုံးရှိသေးတယ်ကိုယ်ပိုင်ဖောင်လည်းမရှိသေးခမရသိချင်းစိုးသိချင်းဗလားလို့ဒီပြန်လည်းမေးစရာမရှိတော့ဘူးဒါပဲမေးရတော့မယ်ဆိုတာသဘောပါအဲ့ဒါကြောင့်ဘုန်းကြီးတို့တရားဓမ္မတွေဟာမသိသောပုဂ္ဂိုလ်ကပြောဆိုနေတာတွေကိုအတုခိုးပြီးဒီကလာသိသောပုဂ္ဂိုလ်ကအန္တရာယ်ကင်းဖို့ဘေးရှင်းဖို့ရှောင်ပါဆိုတာကိုအစ်ဆက်ဆက်လုပ်နေတာလောက်ကိုယ်မိုက်ထူပြောတာဖြင့်တကယ်ကျွယ်မရှိဘူးညာရောက်ကြဗလားသံမြင်ညမဟုတ်ပါဘူးလို့သတိထားလိုက်စမ်းပါအလွန်လွန်ရေးကြည့်တဲ့စကားနှခွန်းပါလားဖောင်ရှိမှလွတ်ကင်းမှာပါလားမတရားမှန်ပြီနိဗ္ဗာန်ဆိုတာမဲ့ခင်နဲ့မှသွားလို့ရတယ်နော်ခြေချင်းလေးရင်နဲ့သွားလို့အဲ့ဒါကြောင့်မဲ့ခင်ဖောင်မှကိုယ်ပိုင်မရှိလို့ရှိရင်ဘုရားသခင်ကိုရမကြီးကဖြင့်မင်းတို့အသေးလို့တဲ့နေရာဌာနလည်းမင်းတို့ဟာမရောက်နိုင်တော့ပါဘူးဗယံမရာမျိုးပြီးဗယံမရာမင်းတို့ဒီသိချင်းစိုးနေချင်းစိုးလမ်းတာမင်းတို့ရောက်တော့မှာပဲဆိုတာမြင်တော်မူသောကြောင့်မဲခင်ဖောင်ဒီဖြင့်ရှင်ပြအောင်ရှင်ပါဆိုတာကိုဓမ္မဝရပါဠိတော်မှာတိုက်တွန်းတကယ်ကျွဲတကယ်မဟာကရုဏာတော်ယင်ကြီးဖြစ်နေလို့ပြောတာနော်ဘုန်းကြီးများကလည်းဘုရားကြီးကရုဏာတုလိုက်ပြီးဒီကလာတို့လည်းသိသလောက်နဲ့တို့ကရုဏာနဲ့တို့ကဲတင်မတော်ကိုဆိုပြီးဒီကလာခမည်းတော်အိပ်ပေမဲ့နေတိုင်းနှိုးပေးနေခင်ဗျားတို့ကတော့အိတ်တာပဲနှစ်ပြန်ပါလို့မှာတော့အယောင်းပဲတပည့်ပါလို့ပါတော့ပြောကြဆိုကြနဲ့ခဏကပါလို့မှာတော့ဆိုခဏကလည်းကိစ္စတွေကမပြင်းပြတ်တာတွေကရှိသေးဒါတွေဟူသေးရကအိပ်ပျော်ခြင်းဖြင့်အိပ်ပျော်နေတာပဲလို့မှတ်ရသဘောကျကြဒါဖြင့်အားလုံးဓမ္မတို့အိတ်တွေကိုရဆဲပြီးဒီကလာအနိုးပဲလှဲလိုက်ပါအောင်ဆိုတဲ့ဥစ္စာတိုက်တွန်းရပြန်တယ်ရှင်းမလားကောင်းပြီဒါဖြင့်ဘုန်းကြီးတို့ဓမ္မတွေဒီတိုင်းနဲ့ပဲအချိန်သာကုန်လို့ရှိရင်ဖြင့်ဩခမည်းတော်စုထားတဲ့ပစ္စည်းကလည်းခမည်းတော်မကယ်တဲ့ပြင်မှာပြိတ္တာဘုံကိုပဲသူကမျောသေးသေးချမ်းမဲ့နဲ့ပြိတ္တာဖြစ်အောင်မျောချလိုက်လောဘဒေါသတွေကလည်းငရဲရအောင်ပဲမျောချလိုက်မောဟဆိုတာလည်းတိရစ္ဆာန်ဘုံရအောင်မျောချလိုက်ဩဒါဖြင့်သူအိတ်နေခဲ့လို့ဒီဘုံဒီဌာနမျောရင်ရောက်ရတာကိုလို့မဆိုနိုင်ဘူးဒါဖြင့်ဓမ္မတို့အိတ်ချိန်လားနိုးချိန်လားနောင်ရီလိုဆရာသမားနဲ့လည်းမတွေ့တော့ပါဘူးတကယ်ကျွဲသာသနာကြီးကလည်းမရှိတော့ပါဘူးရှိပြန်လဲအောက်တန်းတရားတွေသာရှိနေမယ်ဆိုလို့ရှိရင်လည်းဥပအောင်ခက်ပြီမခက်ပဲဘူးလားဒါကြောင့်ဘုန်းကြီးတို့ဓမ္မတွေယခုချိန်ကစပြီးကြတယ်ကကျွဲရှေ့ပိုင်းမှာနိုးချိန်နိုးပါတော့နှိုးပေးမဲ့လူလည်းရှိပါသေးတယ်။နောင်ကြတော့နှိုးပေးမဲ့လူကိုပဲတကယ်သိရှိလိမ့်မယ်လို့ဘယ်တော့မှမအောင်မင်း။ဘာဖြစ်လို့လဲဆိုတော့ဟောဒီမေကမွေးလာတယ်ဒီမေတတ်တဲ့ပညာပဲရောင်းနေဝယ်နဲ့တောင်သူဖြင့်တောင်သူလေသမားသားသမီးဖြင့်တောင်သူလေသမားလို့ကိုပဲသင်လွတ်တော့အိတ်ဖက်သင်လွတ်တယ်။
အယောင်းဝယ်သမားပြန်လဲသူသားသမီးကိုအယောင်းဝယ်ပဲသင်လွတ်လိုက်ပြန်တော့အိတ်တာပဲသင်လွတ်တယ်နိုးတာပါရဲ့လားသူတို့ပါတဲ့နိုးတာလေးကလည်းမင်းပွေရင်လှူတာပေါ့ကွာအာရှေ့ရတဲ့လာပြီလားကိုဥပုပ်ဆောင်တာပေါ့ကွာဒါလေးကလည်းမက္ကန်ဖောင်ထဲမှာသူကအရင်ဖြစ်တဲ့အရင်တွဲရမယ်ဖောင်မမဟုတ်ပဲနောက်မှသီလဆိုတာနောက်မှဝင်လာတာရှင်းဥစွာ၅လုံးတွဲပြီးမှ၈လုံးဖြစ်မှာကူအဲ့တော့ဒါလေးတော့ကလည်းတွဲလို့လည်းမဖြစ်သေးတော့ဒီဟာလေးကလည်းခင်ဗျားတို့ခိုးလောက်အောင်စီးလောက်အောင်အန္တရာယ်ကင်းလောက်အောင်ကတကားကျွဲတကယ်စင်စစ်မဖြစ်သေးဖြစ်ပါမဖြစ်သေးတော့လူသေးတဲ့ဖြစ်တွေကများမနေဘူးဒါကြောင့်နဖူးပေါ်လက်တင်ပြီးစဉ်းစားပါယနေ့တရားငါနဲ့ပြန်ပါလို့မှာတော့တပတ်ကငါပါလို့မှာတော့ခဏကငါပါလို့မှာတော့ကိုနဖူးပေါ်လက်တင်စဉ်းစားငါဒီကားလို့ရှင်ဘုရားသခင်ကိုရမေကြီးညံသွားနဲ့ကြည့်လိုက်တဲ့အခါအဲ့တဲ့အလုပ်ကြီးငါလုပ်နေပါလားနိုးတာကိုမပါပါလားနိုးမှသာလည်းဖောင်ဆင်ဖြစ်တယ်မနိုးတဲ့ပုဂ္ဂိုလ်ဖောင်ဆင်ဖြစ်တယ်လို့ထုံးစံရှိပါရဲ့အဲ့ဒါကြောင့်အလုံးလုံးမယ်လို့ကြံလို့ရှိရင်ပဲအိတ်မှာအိတ်တဲ့အလုပ်လားနိုးတဲ့အလုပ်လားဆိုတာကိုလည်းဝေဖန်ပြီးကြလားအိတ်ချိန်နဲ့နိုးချိန်လေးကိုဖြင့်ဖွဲကြဝေဖန်ပြီးကြလားသိကြပါဆိုတာတရားမဟုတ်မီရှေ့ဖို့ကာလမှာကိုဝေဖန်နည်းကိုပြောလိုက်ပါတယ်ဝေဖန်တတ်ပလားကဲဒါဖြင့်သာယသမီးရှိဝါရေးလိုက်နေတဲ့အချိန်ကြတော့ဘာချိန်ဆိုကြမယ်ခန္ဓာကိုယ်ဉာဏ်နဲ့ပြီးဥပဒနာရှုနေတဲ့အချိန်ကြတော့အဲ့ချိန်လဲဒကာဓမ္မတို့ရေးလာနေတာပဲနိုးချိန်ရေးလာတဲ့ပုဂ္ဂိုလ်နဲ့အဲ့ချိန်ရေးလာတဲ့ပုဂ္ဂိုလ်နဲ့အန္တရာယ်ကင်းမှုကအတော်ကွာပါလိမ့်မယ်တခါနိုးနေတဲ့ပုဂ္ဂိုလ်ကလည်းဖောင်းပါရှင်ပြီးကြလားပြီးပြီးသားဖြစ်နေမယ်ဆိုရင်တော့ဖြင့်ကျန်တဲ့ပုဂ္ဂိုလ်တွေကမ္မတကာပဲနိုးလို့ဖောင်းရှင်တဲ့ပုဂ္ဂိုလ်သာလည်းလူရေးကျွရေးချမ်းသာရေးသူ့မှာသာကိုယ်ပိုင်ရတော့တယ်မဆုံးနိုင်ဘူးလားအဲ့ဒါကြောင့်ခင်ဗျားတို့အိတ်လာတဲ့ရက်ပေါင်းဘယ်လောက်ရှိပြီလဲလို့မေးလို့ရှိရင်ကလေးသူငယ်လူမဲကလည်းအိတ်လာခဲ့တယ်ပညာသင်လုံးကလည်းအိမ်တော်ကြီးသားလို့တည်ထောင်ကြပြန်တော့တယ်အိမ်တော်သားကြပြီးဒီကလာတခါကိုယ်နဲ့နေကြမြန်တော့ဗောခိုင်းဒါပြန်အိတ်တဲ့ချိန်ကများပြီးနိုးတဲ့ချိန်ကနေတော့နိုးတဲ့ချိန်မြန်ဆင်လိုက်ရင်လည်းဒီဖုံဖြစ်ပါသေးတယ်အလုံးဝမဆင်တော့ပါဘူးဆိုရင်ဖြင့်ဘယ်လိုပိဋိတ်တွေရွတ်ပြီးဒီကလာဘယ်လိုအမျှဝေညာတော့လဲမျောချက်မြုပ်ချက်ကတန်လုံးလို့သာဓုခေါ်ချိန်မပေါ်နိုင်ဘူးပေါ်နိုင်မအဲ့ဒါတွေညာနဲ့လှည့်ကြည့်မှာငါနဲ့ဒီလိုဆရာကောင်းသမားကောင်းနဲ့သာမတွေ့တော့ဘူးဆိုလို့ရှိရင်ဖြင့်ငါတော့ကိုကျိုးနေတာဖြင့်မရှိတော့ဘူးဆိုလိုက်ဘူးလားအခုနိုးချိန်နဲ့အဲ့ချိန်တရားဓမ္မတွေကွဲကြပါဘူးခိုင်းတာဖြင့်နိုးချိန်မှာတရားဓမ္မတို့ဘာလုပ်ရမလဲဝိပဿနာရည်သောမဂ္ဂင်ဖောင်ကြီးရှင်းရမှာဗျာဝိပဿနာမဂ္ဂင်ဖောင်ကြီးရှင်းမှသာလင်တဲ့တရားဓမ္မတို့လောကုတ္တရာမဂ္ဂင်ဖောင်အစ်စ်ဖြစ်လာမယ်မဟုတ်လားကောင်းပြီဒါဖြင့်တရားဓမ္မတို့ဖောင်ဆင်းတဲ့ဤကိုပဲနိုးတဲ့ပုဂ္ဂိုလ်တွေလည်းဖြစ်ပါပြီနိုးပေမဲ့လည်းဖောင်ကိုပဲလို့ဆင်းရမှမသိလို့ရှိရင်ဖြင့်နိုးနဲ့မျောရလို့ရှိရင်လေဒါနနိုးသီလနိုးလောက်နေတော့မျောမှာပဲမျောပဲဦးလားမဂ္ဂင်ဖောင်ကြီးမှမရသေးသေးကာလပတ်လုံးဖြင့်ဒကာဓမ္မတို့စိတ်အေးလက်အေးနဲ့နေဖို့ရအရေးဝေးပါသေးတယ်ဆိုတာသုံးဖြစ်ချက်မှန်ပါဗျာပေါ်ကြဗလားဒါရင်ဒကာဓမ္မတွေမဂ္ဂင်ဖောင်ဆင်ကြဆိုတော့နော်မဂ္ဂင်ဖောင်ဆင်ကြဆိုတော့အရေးကြီးတဲ့ဒီနေ့ထူးခြားတဲ့သုတ်တုတ်ဖယ်ဒကာဓမ္မတွေမနေ့ကတရားဆက်ချမ်းပြီးဒီကလာသီးသန့်တရားပဲဟောပါမယ်ဘုရားသခင်ကိုရမကြီးဒီကုရုတိုင်းမှာသတင်းသုံးပြီးဒီကလာနေတဲ့အချိန်မှာယန္တိကဝိုင်းပြီးဒီကလာတရားဓမ္မနားမယ်လို့စောင့်ပြီးနေတဲ့အချိန်ဘုရားသခင်ကိုရမကြီးကလည်းသူဟောခြင်းတဲ့တရားကိုယန္တိမဲပြီးဒီကလာစကြင်တာနဲ့ယဟန်တို့မင်းတို့ဒီကားလို့ဆိုရင်အတွင်းများသုံးတတ်ကြပါရဲ့လားကွာလို့ထပြီးဘုရားကပဲမေးလိုက်ယဟန်တို့မင်းတို့ခန္ဓာကိုယ်အတွင်းသားထဲမှာသုံးတတ်ပြီးဒီကလာရှင်းချင်းပြီးဒီကလာများကြည့်ကြပါရဲ့လားလို့မေးလိုက်တော့ယဟန်တစ်ပါးကသင်္ကန်းလေးလဲတဲ့ထိုးပြီးပြီးတော့ဒီကားလို့ဆိုရင်ဖြာအတွင်းမှာသုံးတတ်ပါတယ်ဆိုတော့ဘာများသုံးတတ်ကြုံกว่าလို့ဘုရားကပဲဆက်ပြီးမေးလိုက်တပည့်တော်ဒီဗျာ32ခုဓာတ်အနုလောမပလီလောမနဲ့
ခန္ဓာကိုယ်ကြီးက30ခွက်တာသာရှိတယ်ဒါပဲရှိတယ်တခြားမရှိဘူးလို့ဒီလိုသုံးသပ်နေတယ်ဆိုတော့ဩဘုရားသခင်ကိုရမကြီးကထိုက်တန်တော့တော့ဟုတ်ပါရဲ့မဲ့ခင်အစ်စ်ကမဖြစ်တာနဲ့သူ့စိတ်ထဲမယောင်ရဲဘူး30ခွက်တာသာနော်ဒါနဲ့ညီတော်အနန္ဒလည်းအနာရှိတော့ဩဘုရားဒီရန်လျှောက်တဲ့ဥစ္စာဘုရားအဘောမကြပါလားဘုရားလိုတော်နဲ့အတော်ကွာခြားနေပါလားဆိုပြီးညီတော်အနန္ဒကအနာကနေပြီးဒကာဓမ္မတို့လျှောက်တယ်နော်အရှင်ဘုရားတဲ့အရှင်ဘုရားသုံးသပ်ကြရပါရဲ့လားလို့အရှင်ဘုရားကမဲတဲ့စကားကိုတခြားသောပုဂ္ဂိုလ်တို့ကသုံးသပ်ပါတယ်လို့ဆိုညာတော်လေတဲ့အရှင်ဘုရားဤလူရင်းအချက်ကိုတော့အရှင်ဘုရားမှသိပြီဖြစ်လေသောကြောင့်အရှင်ဘုရားပြောမှအရှင်ဘုရားဟောမှသိရမယ်ပုဂ္ဂိုလ်တွေဖြစ်ပါတယ်အရှင်ဘုရားပဲဟောတော်မူပါဆိုတာလျှောက်လိုက်ရှင်အနန္ဒဝင်လျှောက်နော်ဒါရင်ဒကာဓမ္မတို့ခမည်းတော်ချက်တို့အတွင်းသုံးသပ်ရမယ်အရေးကိုဘုရားသခင်ကိုရမကြီးကကိုင်းနဲ့ဒါပေမဲ့လို့သေချာနာထောင်ကြဘယ်လိုသုံးသပ်ရမယ်ဆိုတော့ငါသေချာရှင်းပြီးဒီကလာပြမယ်ဆိုတော့မဲ့ခင်ဖောင်ရှင်းခိုင်းမှာပါပဲကိုင်းတာနဲ့မဲ့ခင်ဖောင်မရှင်းမီမင်းတို့ဒီကားလို့ဆိုလို့ရှိရင်ကွာတဲ့အတွင်းသုံးသပ်ကြည့်စမ်းပါဦးတဲ့မင်းတို့ခန္ဓာကိုယ်ထဲမှာဇရာမရဏရှိတယ်ကွာမရှိဘူးလားရှိပါဘူးဒကာဓမ္မတို့ခန္ဓာကိုယ်ထဲဘာရှိပါလဲဇရာမရဏရှိပါတယ်ဩဒကာဓမ္မဒီနေ့ဖြတ်ကြည့်လာတယ်ဇရာလက်ချက်ပေါ့ဗျာဒီနေ့ဖြတ်သေးကံဒီသေရုပ်ပေါ်လာတာဟောအဲဒီရလက်ချက်ပဲနောက်ကြတော့လောင်းကြီးစင်းလင်းကြီးမြင်ရတာမရဏလက်ချက်ဩဒါကလူတိုင်းမှာဒီနှစ်ခုရှိမရှိရှိပါဗျာအဲ့ဒီဇရာမရဏဆိုတာမင်းတို့ခန္ဓာကိုယ်ထဲမှာရှိနေတယ်အဲ့ဒါကိုသုံးသပ်စမ်းပါကွာတပတ်ကြဩဒုက္ခန္ဓာကိုယ်ထဲဇရာမရဏရှိနေတယ်ဒုက္ခန္ဓာကိုယ်ထဲဇရာမရဏရှိနေတယ်လို့သုံးသပ်ကြစမ်းတို့အန္တရာယ်ကင်းလို့ဘေးရှင်းတဲ့ထဲတို့မပါသေးပါလားဟာဇရာနဲ့မှာဇရာမရဏလက်ချက်နဲ့ဝိညာဉ်သက်ထွက်ရမယ်ဆိုတာကလည်းသိချာနေပါဘောလားဟာလို့တွေးလိုက်စမ်းပါတပတ်ကြဒကာဓမ္မတို့ဝိညာဉ်ခန္ဓာကိုယ်ထဲမှာများရှိနေပါလိမ့်ဇရာမရဏရှိနေတယ်ဆိုတာသိကြအောင်တနေ့ဖြာအိုးလာတာလေဇရာကြီးလက်ချက်တွေပေါ့ဗျာနောက်ကြတော့အိုးရကနေပြီးမရှိတော့ဘူးတဲ့သုတ်တံပို့လိုက်ရပါတယ်ဆိုတာဗရဏလက်ချက်ပေါ့ဗျာဒါသူများကလာပြီးတတ်လို့ဖြတ်လို့လားသူများကအိုအောင်လုပ်လို့လားလို့ဆိုတော့မဟုတ်ခန္ဓာရဲ့ရှိတဲ့တရားနှစ်ခုကတတ္တိပြတာလို့သာမှတ်ကြပါသဘောကျဒါဖြင့်ခန္ဓာရဲ့ဘာရှိပါလိမ့်ဇရာမရဏရှိတယ်ဆိုတာသိကြကြအဲ့ဒီလိုခန္ဓာရဲ့ဇရာမရဏရှိတယ်လို့တင့်နံပါတ်3သတ်လိုက်စမ်းပါပြီးတော့မှဒုတိယဥပအောင်3သတ်ရအောင်လေနော်ဩဒီဇရာမရဏတွေဒီကားလို့ဆိုလို့ရှိရင်ဘယ်ကများလာလို့ဒီဇရာမရဏတွေတို့ကြုံရဆုံးရပါလိမ့်မလဲလို့ဆိုတော့ဆက်3သတ်စမ်းပါဒီဇရာမရဏတွေကတို့ဘယ်သူရှိလို့ဒီဇရာမရဏတွေပေါ်ပေါက်ပြီးဒီကလာပါလိမ့်မလဲလို့ဆိုတဲ့ဥစ္စာဒကာဓမ္မတွေဆက်3သတ်ရမယ်မှန်ပါဗျာ3သတ်လိုက်တဲ့အခါကျလို့ရှိရင်ဖြင့်ဒကာဓမ္မတွေဇရာမရဏဘယ်ကလာတယ်ဆိုတဲ့ဥစ္စာငါပြတဲ့ကိုမြတ်ကြီးရှင်းပြမယ်တဲ့မင်းတို့သေချာမှတ်ကြဆိုတော့ဇရာမရဏဟာဟေးတဲ့ခန္ဓာတွေကထွက်လာတာဟုတ်ပြီခန္ဓာ၅ပါးကလာတာတဲ့ဒကာဓမ္မတို့ခန္ဓာကိုယ်ရဲ့ဇရာမရဏရှိတယ်နော်ဒီဇရာမရဏဘယ်ကလာပါလိမ့်မလဲခန္ဓာ၅ပါးလာပါလိမ့်ခန္ဓာ၅ပါးရှိလို့ဥသေးရှိတာဟုတ်ခန္ဓာ၅ပါးမရှိတဲ့ပုဂ္ဂိုလ်ရှင်းပါလားဒါဖြင့်ဇရာမရဏဒီဘုရုကြောင့်ဖြစ်ပါလိမ့်ခန္ဓာ၅ပါးကြောင့်ဖြစ်တယ်ဒကာဓမ္မတို့ဒါဖြင့်စဉ်းစားကြည့်ပါလားဒကာဓမ္မတို့ဇရာမရဏသိတာကလည်းမဲ့ခင်ပဲဇရာမရဏဖြစ်ကြောင်းဆိုတဲ့ခန္ဓာ၅ပါးသိတာကလည်းမဲ့ခင်ပဲမဲ့ခင်ဝန်တဲ့ရောက်လားမရောက်ဘူးလားရောက်ပါဇရာမရဏသိတာလဲမဲ့ခင်ပဲဇရာမရဏဒုက္ခသစ္စာကိုပဲဒုက္ခသစ္စာသိတာကမဂ္ဂသစ္စာဇရာမရဏဖြစ်ကြောင်းခန္ဓာ၅ပါးလို့သိလိုက်တာလေထိုးထွင်းသိဖြစ်လေသောကြောင့်မဲ့ခင်ပဲမဲ့ခင်ဖြင့်ဒါဖောင်ခန္ဓာကိုယ်ထဲမှာရှင်းနေတဲ့ပုဂ္ဂိုလ်ပေါ့ဗျာဒီလိုသိပြန်တော့လေတကယ်ကြောတကယ်သိတို့မဲ့ခင်ဝန်တဲ့ရောက်ပါဒါစင်ကျင်တဲ့ပုဂ္ဂိုလ်မို့မဲ့ခင်ရတာနိုးနေတဲ့ပုဂ္ဂိုလ်မို့မဲ့ခင်ရတာမနိုးတဲ့ပုဂ္ဂိုလ်ကြတော့ဒီဇရာမရဏဘယ်ကလာတော့တွေးလည်းမတွေးပါဘူး
ဒီခန္ဓာကလာတယ်လို့သိကောသိရလား မသိပါဘူး မသိတော့တာယေသမီးရှိဝါရေးသာရေးကြည့်နေတော့ဒီတွေလုံးနေမလာတဲ့အတွက်ဒါအိပ်ပျော်နေတာအိပ်ပျော်နေမှရေကတော့တိုက်မှာပဲသဘောကျကဲဒါဖြင့်ဒကာရမတို့ခန္ဓာရဲ့ဇာမရဏရှိတယ်ဆိုတာအမှန်ထင်ရှားပါတယ်အဲ့ဒီဇာမရဏအလိုလိုလာတာလားလို့မေးတဲ့အခါကျတော့ဘယ်ကလာပါလိမ့်ဩခန္ဓာ၅ပါးရှိလို့ခန္ဓာ၅ပါးဒီဆိုဇာတိရှိလို့ဇာမရဏလာတာပေါ့သဘောပါကြခန္ဓာ၅ပါးဒီဆိုဇာတိခန္ဓာ၅ပါးရှိလို့ဇာမရဏဆိုတာကြီးကပေါ်ပေါက်ပြီးလာခဲ့ရတယ်ဩဒါဖြင့်တို့လူခန္ဓာနတ်ခန္ဓာဗြဟ္မခန္ဓာတွေမြတ်တို့ဒီကားလို့ရှင်ရခြင်းယူခြင်းတဲ့ပုဂ္ဂိုလ်ကြီးအလုဟာဖြင့်ဇာမရဏနဲ့ကျွတ်တို့ဒီကားလို့ရှင်ဖြင့်ဝိညာဉ်ချုပ်ရပါလို့ဤလို့တောင်းစုပြည့်တာပဲခန္ဓာလိုခြင်းတဲ့ပုဂ္ဂိုလ်ဇာမရဏလိုခြင်းတာပဲခန္ဓာလိုခြင်းတဲ့ပုဂ္ဂိုလ်ဟာဒါကြောင့်ဒကာဓမ္မတွေမသိတော့ဖះရှိမှသွားပြီးဒီကာလလူခန္ဓာနတ်ခန္ဓာဗြဟ္မခန္ဓာဖြစ်ရပါလို့ဤဆိုတော့ဖះကပြုံးတော်မူရှာမှန်ပါပါဘယ်နဲ့တော့ဇာမရဏဆိုတာအိုမှုနဲ့သေမှုကြီးပါလားဒါကြီးအရာတောင်းနေတယ်ဆိုတော့မခက်ဘူးလားဇုံလုံးကန်းရဲ့လို့မပြောလိုက်ရင်ကံကောင်းမှမပြောသင့်ဘူးလားပြောသင့်ဒီခန္ဓာဆူတောင်းရင်ဇာမရဏရရတော့ကြည့်လေခုဒီနိဒာနဘကတန်ရုပ်မှာယခုဟောပါပြီဇာမရဏဘယ်ကလာသလဲကဲဒါဖြင့်ခန္ဓာရတဲ့ပုဂ္ဂိုလ်ဇာမရဏပါမပါဒါဖြင့်ခန္ဓာ၅ပါးဘယ်ခန္ဓာဆူတောင်းဆူတိုင်းဇာမရဏလက်ချက်နဲ့အသက်ထွက်ရပါလို့ဒါဆူတောင်းလိုက်တာဘယ်ခန္ဓာဆူတောင်းဘယ်နဲ့ဆိုကြမလဲတခါကျွဲဖះရှိမှာကိုယ့်အသက်ကိုတတ်မဲ့လူကိုဆူတောင်းယူလို့တော့မတော်ဘူးစဉ်းစားပါဒကာရမတို့ဒါသဘောပါလားကိုယ်သတ်မဲ့လူကိုဖြင့်ဝေဝေးရှောင်တဲ့ဆုတောင်းရင်ဘုန်းကြီးများကျင့်납ပါခရားလည်းကျင့်납ရှာမယ်အခုတော့ကိုယ်သတ်မဲ့လူပဲကြုံရပါလို့ဤခြုံရပါလို့ဤဆိုတော့ကမ်းလွန်းတယ်ယူလွန်းတယ်လို့ဆိုလိုက်မဆိုလိုက်ဉာဏ်နဲ့စဉ်းစားကြပါဒကာရမတို့မှန်မှန်လည်းတွေးကြပါသိကြဘူးလားဩဒါဖြင့်ယူတဲ့ကမ်းတယ်လို့ဆိုတာတကယ်သိဘုရားဟောတော်မူကပုထုဇဏဥမ္မာတကောလို့ပုထုဇဏပုဂ္ဂိုလ်ဒီဥမ္မာတကောအယူနဲ့တွေးအန္တပုထုဇဏတဲ့ကမ်းတဲ့ပုထုဇဉ်กว่าဥမ္မာတကပုထုဇဉ်กว่าဘုရားကဆိုလိုက်တာတို့ဆိုရလေရန်လို့ဆိုမလားလုံးပုံကိုကဆိုတာကနေသေးသလားဆိုတာကနေသေးတယ်ဆိုတာဒကာဓမ္မတွေသုံးပြချက်ချပါကိုယ်တိုင်ကြည်တာဇာမရဏလည်းအခုရှိရနဲ့နော်ဘုရားရှင်မှာတောင်းနေတဲ့ခန္ဓာကြီးထဲမှာဇာမရဏရှိရနဲ့နောက်ဘဝလူဖြစ်ပြမှာလူချမ်းသာနဲ့ချမ်းသာဒီသာတိမင်းနဲ့မခေါ်ပဲနဲ့ဖြစ်ရပါလို့ဤဆိုတဲ့အလုတ်တစ်ခုဟာဒကာဓမ္မတို့အခုအသေးမလုပ်ခင်သေမဲ့တတ်မဲ့ပုဂ္ဂိုလ်တွေကလည်းအခုဇာမရဏရှိပြီးသားမှာနောက်ဇာမရဏတွေဟူသောသေမဲ့သေအောင်တတ်မဲ့ပုဂ္ဂိုလ်တွေနဲ့တပည့်တော်ဖြင့်ဘယ်ခါကလာမှာအကျိန်များစွာမလွတ်ရပါလို့ဤဒီလိုဆူတောင်းချိုက်ကမ်းလိုက်တဲ့ဖြစ်ချင်းလို့ဆိုရင်ကနာကြเสียရှိရလားယူလိုက်တဲ့ဖြစ်ချင်းဆိုရင်နာเสียရှိရလားဒါတရားကြီးလေပြီခင်ဗျားတို့ကသစ္စာဉာဏ်တွေရလာလို့ဩဇာမရဏခန္ဓာ၅ပါးကလာတာခန္ဓာ၅ပါးကိုဘယ်ခန္ဓာဖြစ်ခြင်းဇာမရဏလက်ချက်နဲ့သက်ထွက်ရပါလို့ဆူတောင်းတာပဲသစ္စာသိလာတဲ့တတ္တိဒါကြောင့်သစ္စာသိရင်ဖြင့်သံဃာပြတ်ပါပေါ့ကွာဆိုတော့ခန္ဓာဆူတောင်းမှလားခင်ဗျားတို့မတောင်းတဲ့အခါခန္ဓာဆိုတာသံဃာပဲမဟုတ်လားသံဃာပြတ်တဲ့ပုဂ္ဂိုလ်ဒီအသေးလွတ်တာပဲဆိုတာတကယ်ကျွဲသေးချာမှတ်ပြီသဘောပါကြဒါဖြင့်ဒကာဓမ္မတို့ဇာမရဏတွေကဘယ်ကများလာတာပါလိမ့်မလို့စားလို့တော့ဥပရိနိဒာနံလို့ဟောလိုက်တယ်ခန္ဓာကလာတာကွခန္ဓာ၅ပါးမရှိရင်ဇာမရဏမရှိဘူးကွခန္ဓာ၅ပါးကိုဆူတောင်းယူတဲ့ပုဂ္ဂိုလ်ဇာမရဏလိုချင်လို့ကွခန္ဓာ၅ပါးဆူတောင်းယူတဲ့ပုဂ္ဂိုလ်တခါတည်းလွန်ဘူးလားလွန်ပါရဲ့ဗျာဇာမရဏရှောင်ရခြင်းရမှာလားလိုခြင်းရမှာလားဗျာနောက်ကဒကာရမတွေစဉ်းစားစမ်းမှာအိုမှုတေမှုဆိုတာဘယ်သူမှကြိုက်တဲ့အလုံးမဟုတ်ပါဘူး
အဲ့ဒီမကြိုက်တဲ့လူကြီးကိုဘယ်ခန္ဓာနတ်ခန္ဓာကြီးဖြစ်ရပါလို့ဓမ္မခန္ဓာကြီးဖြစ်ရပါလို့စကြဝဠာမင်းမန္တမင်းကြီးခန္ဓာကြီးဖြစ်ရပါလို့ဆိုတာဇေယမရဏဆူတောင်းတယ်တေလဲဆိုရပါယူတဲ့အထဲမှာတခါကြွယ်ယူပေါ်လာပြန်တယ်တခြားနေရာသွားယူရင်ကိစ္စမရှိဘူးဆူတောင်းပြီဖေရသွားယူတာကသာဆိုးမဆိုးဘူးလားဥမဒီနာရွှေကျရဲ့တလူဟာဟုတ်လားဗျာအဲ့ဒီလိုဆူတောင်းပြီဖေရတွေသွားပြီးအဲ့ဒီဖေရသွားပြီးမှပြေးပါမလားလို့တောင်းမှတခါကြွယ်ကြောက်ကလေးမှကြီးသေးတယ်ဘယ်တော့မှဆိုးပြေးပါကျုပ်ယူတာအဟုတ်ကိုယူပါမလားဟာယူစီမယ်ဆိုတော့ကြောက်ကပေါ့လာရိမ့်မိဗလားကြောက်ပေါ့လာလေသူယူချက်ကတန်နေလေပဲတခါကျွဲအဲ့ဒါဓမ္မတွေပါတွေကြက်သတိပေးပါခင်ဗျားလည်းရှိဥစွာခေါင်းဆောင်လို့မနေနိုင်အောင်ကြောက်ကိုရိမ့်မိဗလားအမလေးတချို့တခါတွေကနေလည်းမငါလည်းမရှိသေးမရှိပဲဘူးလားအဲ့ဒါတွေကြောင့်ဓမ္မတို့ခန္ဓာရရင်ဇာမရဏရမယ်ဒါကြောင့်ဘုရားတွေးစမ်းပါကွာဇာမရဏဘယ်ကလာသတုံးဆိုတာတွေးစမ်းပါဆိုတော့ခန္ဓာ၅ပါးကလာတာဒီလိုတွေးလိုက်တော့တဲ့မနေဘူးလားဒါပြန်ခန္ဓာ၅ပါးကိုဘယ်ခန္ဓာဖြစ်ခြင်းညာခန္ဓာဖြစ်ခြင်းဆိုတဲ့ဆူတောင်းမှုအလုပ်ဟူတွေ့ဒီကားလည်းဖြင့်အသေးဆူတောင်းတာနဲ့အိုးဆူတောင်းတာပြေးပါမလားလို့တန်တရားရှိမနေနဲ့ခန္ဓာတောင်းပြေးပြီးသားမှာသဘောကျခန္ဓာတောင်းရင်ကြွယ်ကျွတ်တို့နောက်တုန်းကအခုတောင်မှအယူမပြောက်လို့ဒီခန္ဓာကြီးကလွယ်ထမ်းပြီးဒီကာလနေကြရသေးတာလွယ်ထိုင်းမှတန်တယ်နောက်ခန္ဓာအသေးတွေကြီးကိုလွယ်ရပါလို့ထိုင်းရပါလို့ဤဆိုတော့သေးချာတကတစ်တို့နှစ်ထပ်ယူဖြင့်နှစ်ထပ်ယူမကြောက်ဘူးခန္ဓာကြီးလွယ်ရမှုထိုင်းရမှုဒကာဓမ္မတို့သိတဲ့အတိုင်းတဲ့ဝတ်ကျွတ်ပလားထိုင်းရမှတဲ့နဲ့လေးမှမသိတာနဲ့နောက်ခန္ဓာရှင်းထမ်းပြကြီးအောင်မှန်ပါဗျာဩရဏရသိတဲ့ခန္ဓာကြီးကိုနောက်ထပ်ကျုံရတွေ့ရပါလို့ဤဆိုတော့လက်ရှိခန္ဓာမသိတာကတခါယူမှန်ပါဗျာဆူတောင်းပြီးမရအရယူခြင်းကတခါယူမှန်ပါဗျာလက်ရှိခန္ဓာမမြင်တာကအဝိဇ္ဇာယူရှေ့ဆူတောင်းတာကတဏှာယူလက်ရှိခန္ဓာကိုဇာတိဇရာမရဏမမြင်မဲနဲ့နေတာကမသိတဲ့အဝိဇ္ဇာကြောင့်ဒုက္ခေအညာဏဆိုတဲ့အဝိဇ္ဇာယူတပည့်ကြနောက်ခန္ဓာတွေဆူတောင်းယူလိုက်တာကတဏှာဘဝတဏှာဖြစ်လေသောကြောင့်တဏှာယူတပည့်ကြဒါပြန်အဝိဇ္ဇာယူနဲ့တဏှာယူဒီကားလို့ဆိုလို့ရှိရင်ဖြင့်သစ္စာမသိတဲ့ပုဂ္ဂိုလ်ဤဖြစ်ထွေနှစ်ခုသဘောပါကြတယ်လည်းကြောက်เสียကောင်းပါလားဒကာဓမ္မတွေလက်ရှိခန္ဓာမသိတာဘာယူတယ်ဝိတ္တာယူပါဗျာထပ်ပြီးဆူတောက်ပြီးတာကတဏှာယူပါဗျာကဲဒါဖြင့်ဒကာဓမ္မတို့ဝိဇ္ဇာယူနဲ့တဏှာယူသည်ဘုရားရှိမသွားနဲ့ဘုရားဆက်စုပ်တော်မူတဲ့ဥပအောင်ပဲနဲ့ဆိုဘုရားဆက်စုပ်တော်မူပါဗျာဆက်စုပ်တော်မူတာကိုခင်ဗျားတို့ကလည်းမသိတာတပည့်တော်ဤတာဤသမီးဤမင်းဤမင်းနဲ့ရောက်ရဘဝမှာဖြင့်ကျုံရဆုံးရတွေ့ရပါလို့ဤဆိုတော့ခန္ဓာသွားဆူတောင်းခန္ဓာသွားဆူတောင်းတော့ဘုရားရှိမှအကောင်းပြတာလားအယူထတာလားမေးသဘောကျကြအကောင်းပြတာလားအယူထတာလားဩခမရတို့ယူရင်ခမရတို့ကခမရတို့ပဲကိုယ်ရမှာသွားယူတာဘုရားရှိမှတော့သဘောကျဒါပြန်ဒကာဓမ္မတို့သူကယူလဲယူသေးတယ်ဘုရားလောင်ငိုင်းနဲ့လည်းသွားနေသေးတယ်အယူမျိုးကြတော့ခမရတို့ယူရတယ်ထင်ကွာအခုသူကကြီးလိုက်တယ်ဘုရားလောင်ငိုင်းနဲ့သွားပြီးနေပြန်ပြီဆိုတော့ခမရတို့မကဲ့ကြဘူးငါကယူလို့သူကဲ့ရပြန်တယ်အနေမတတ်လို့ဘုရားလောင်ငိုင်းနဲ့သွားနေပြန်တော့လေယူရတဲ့ပုံပြီးယူချတယ်ခမရတို့ကဗျာဒီတဲ့လက်ရှိခန္ဓာကြီးလည်းမမြင်တာကတခါယူသောနောဘကုဏဘနဲ့ဘုရားရှိသွားပြီကလားနောက်ခန္ဓာတွေဆူတောင်းတာကလည်းတခါယူဆိုတော့ခொနဲ့ငါယူနဲ့ဘာထူးသေးဒါဖြင့်ဒကာကျွေပြင်ကြအောင်စို့စင်ကြအောင်စို့ဆိုတဲ့အဓိပ္ပာယ်ဒကာသေးဒကာအောင်ပြောလိုက်မပြောလိုက်ဒါဒီလိုဆရာအောင်မကောင်းမှတဲ့မပြောလို့ရှိရင်ခင်ဗျားတို့ဒီသစ္စာသိတဲ့ထဲပါပါဦးမပါရင်သံဃာရှိရှာကြတော့မယ်မပါရင်သံဃာရှိတော့မယ်ဆိုတာဖြင့်ညင်းစရာမလိုတော့ပါဘူးအခုတောင်မှခင်ဗျားတို့အဝိဇ္ဇာကမသိတော့တဏှာကနေလည်းညွှန်ညွန်တော့တရားပွဲခင်ဗျားကပြန်တဲ့အချိန်ကျတော့ဥပအောင်လို့လမ်းကိုမမှားဘူး
မှားသေးလားဝိဇ္ဇာကလည်းဒီချိန်ဖြင့်ဒီချိန်ဒီကားလို့ဆိုလို့ရှိရင်ဖြင့်မောင်တယ်လမ်းပတ်မှလည်းနေရာမကျဘူးဆိုပြီးဝိဇ္ဇာကလည်းပြောလိုက်တဏှာကလည်းခင်ရမရကိုပဲလည်းညွန့်ညွန့်ပြလို့ကိုယ်ရင်ကိုယ်ရကိုယ်သားကိုယ်မရှိရကိုပဲရောက်သွားကြတော့ဒီတိုင်းမှမနေကြဘူးသဘောပါသူတို့ဤတိုက်တွန်းကြအတော်ဆိုးပါဘေးကင်းရာကိုညွှန်ပြသလားပူเสียရှိတဲ့စီကိုညွှန်ပြတယ်တို့တော်လည်းခမည်းတော်ကတခါကျွယ်နေနေပူတာနဲ့မြန်ပူတာဘယ်အကြိုက်တုံးလို့မေးတော့ကြောင်းမှန်နေတဲ့အတန်ကတော့ပူချင်းပူရရင်နှင်းနေပူတာကြိုက်တာပေါ့ဗျာမြန်ပူရဘယ်ကြိုက်မလဲမပြောပေဘူးလားဟိုမှာသားမမဘူးသမီးမဘူးခင်မမဘူးဆိုလို့ရှိရင်အမြန်တွေ့ကြင်သလားနှေးတွေ့ကြင်သလားခါတိုင်းမြန်ပူကြိုက်တယ်ခင်ဟုတ်ဘူးလားဘယ်လိုကြိုက်တာပါဒီကြောင်းမှန်နေတော့ကတော့နှင်းနေပူကြိုက်တယ်လို့ကိစ္စကြုံလာတော့အဲ့ဒါငကိုကတကမတွေသိကြတယ်တိုင်းတဲ့အပူဆိုတာဝဲကရှောင်ရတာကိုအမြန်တွေးပြရစီနမင်းဒီတဲ့ခဲရကြီးရဲ့ဆိုတော့တော်ဆိုးမနေဘူးလားကဲသဘောပါကြခိုင်းတာဖြင့်ဒကာဓမ္မတို့ခန္ဓာဖြင့်ဆုမတောင်းကောင်းမှုဆိုတာသဘောကျခန္ဓာဆုတောင်းရင်ဥသေးကိုဆုတောင်းတာခန္ဓာဆုတောင်းရင်ဥသေးဆုတောင်းပါဗျာဘုရားကလည်းဒီဥသေးလွတ်ဖို့ရဖောင်းဆင်ခိုင်းတယ်သဘောကျဘုရားကဘာတော့ဥသေးလွတ်ဖို့ရဖောင်းဆင်ခိုင်းပါဥသေးတွေကအိပ်ပျော်တဲ့ပုဂ္ဂိုလ်ရတဲ့ပစ္စည်းကိုဗျာဥသေးတွေရတာကဥသေးမရတာကနိုးတဲ့ပုဂ္ဂိုလ်ကြီးကိုယ်ပိုင်ပစ္စည်းဆိုလိုက်မဆိုလိုက်ဗျာအဲ့ဒါတွေညာလှည့်ကြည့်တော့မှယူရတဲ့အထဲမှာတခါထပ်ပြီးဒီကလာယူဆင်ဦးမယ်ဆိုရင်တခါကြွေမကောင်းတော့ဒါအခုဆရာတော်သမောင်းနဲ့ကြုံလို့ဒါမဆင့်ကြတာနော်မှန်ပါဗျာဆင့်နေတဲ့ပုဂ္ဂိုလ်တွေကိုခင်ဗျားတို့ဆွေတွေမျိုးတွေရောမိတ်တွေသင်္ကတွေရောရှာရှည်လိုက်တဲ့ဖြစ်ချင်းဖယားရှိမှမရှိကောင်းနိုင်ရှည်လိုက်တယ်မှန်ပါဗျာဖယားရှိမှပါတော့မရှိကောင်းတာပါဗျာသူမရှိကောင်းတာဆရာမရဏကြီးကဆူတောင်းမှန်ပါဗျာအကျဉ်းချင်းနဲ့ဗျာတခါကျဘယ်လိုများပါအကျဉ်းချင်းဆိုတာရေးတွက်ရှိတာမျိုးဟုတ်ကဲ့အဲ့ဒါလောက်တောင်ဥသေးကြီးကိုသူဒီကားလို့ရှင်မသိဆိုးဝါးပဲနဲ့မသိဆိုးဝါးပြီးသဘောကျနေတဲ့ဖြစ်ဟာဇာမရဏဘယ်ကလာတယ်လို့ तू မသိဘူးအခုဒီဃာရမတွေဇာမရဏဘယ်ကလာတယ်ခန္ဓာ၅ပါးဒါဖြင့်တခါသိဆုမတောင်းနဲ့နော်ဥသေးပါလာတယ်သဘောကျလားခန္ဓာ၅ပါးလည်းဘာပါလာဇာမရဏဆိုတော့ဥသေးပါလာတယ်ဆိုတော့ကဲအခုတော့ဖြင့်သုံးသပ်လို့တော်တော်နေရကြပြီဒီလိုတွေးလိုက်တော့ဇာမရဏကဒုက္ခသစ္စာခန္ဓာ၅ပါးကသမုဒယသစ္စာခန္ဓာကအကြောင်းဇာမရဏကအကျိုးဖြစ်ပြီးဒီကလာနေတော့တယ်ဆိုတော့အကြောင်းနဲ့အကျိုးတော့သိသွားပြီဒီအကြောင်းနဲ့ပယ်မှဒီအကျိုးဟာလွတ်မှာပဲဒီခန္ဓာ၅ပါးအကြောင်းကိုပယ်လိုက်မှဇာမရဏတိဟူသောအကျိုးတရားမတွေ့ခြင်းတဲ့အကျိုးတရားကြီးဟာတကယ်ကျွလွတ်မြောက်ပြန်ဆိုနိုင်ကြဂိုင်းဒီလောက်တွေးုံနဲ့မပြီးသေးဘူးกว่าဆိုဘုရားသခင်ကိုရမကြီးကဒီခန္ဓာ၅ပါးဘယ်ကလာသလုံးလို့ဆက်တွေးကြအောင်တခါမေးပြန်ဒီခန္ဓာ၅ပါးဘယ်ကလာသလုံးလို့ဆက်တွေးပါအောင်ဆိုပြီးကြလားဘုရားသခင်ကိုရမကြီးကတွေးခိုင်းတော့ရန်တွေကတော့ဘယ်တွေးတာမလို့နဲ့သူ့ဟာသူဟောရရှာဒီခန္ဓာ၅ပါးကွာတဲ့တဏှာကလာတာဟိသုံးချက်ရှိသွားပြီခန္ဓာ၅ပါးဘယ်ကလာတဏှာကြောင့်ခန္ဓာ၅ပါးဖြစ်ခန္ဓာ၅ပါးဖြစ်လို့ဇာမရဏနဲ့ကျုံရဆုံရကောင်းကြသေးရဲ့ဒါဖြင့်တရားဓမ္မတို့တဏှာကလာတာဒီခန္ဓာပဲဆိုတော့ဒါကြောင့်ခန္ဓာရတဲ့ပုဂ္ဂိုလ်ကြီးတဏှာကကြီးမှသဘောကျခန္ဓာရတာဟူသည်တဏှာကကြီးပဲဆိုတာသိကြကြဒါဖြင့်တရားဓမ္မတို့ဘုရားခင်ကိုရမကြီးကပฏิလောမဆိုတဲ့နောက်ဆုတ်ပြန်ပြီးဒီကလာစဉ်းစားတဲ့တွေးလုံးဟာကျွတ်တို့တွေးကြပါလို့ကိုရမကြီးကိုယ်တိုင်တိုက်တွန်းတာကျွတ်တို့တွေးကြအောင်ဆိုပြန်ပြီးဘုရားတွေးတဲ့အတိုင်းပေါ့ဗျာတရားဓမ္မတို့ခန္ဓာကိုယ်ရဲ့ဇာမရဏဘယ်ကလာပါလိမ့်မလို့ခန္ဓာ၅ပါးရှိလို့ပေါ်လာကြတယ်ခန္ဓာ၅ပါးအကြောင်းဇာမရဏအကျိုးစဉ်းစားပါအောင်တခါကြွယ်တခါသိတခါအောင်တို့ကဒီခန္ဓာ၅ပါးလည်းမိုးပေါ်ကြများလားအကြောင်းများရှိလေရောလားလို့တွေးပါဦးအကြောင်းရှိတယ်တရားဓမ္မတွေဘုရုကြောင့်ပါလေ
တဏှာကနေပြီးဒီကလာလုတ်တဲ့သဘောပါလားဒါကြောင့်ခင်ဗျားတို့ဘုရားရှိခိုးဘဝပဋ္ဌနာဆိုတဲ့ပဋ္ဌနာစုတွေတောင်းတာပဋ္ဌနာဒီတဏှာပဲရိပ်မိဗလားပဋ္ဌနာဆိုတာဘာပါလဲပဋ္ဌနာဆိုတာတဏှာပဲတဏှာကြောင့်ဘာဖြစ်ရလဲခန္ဓာ၅ပါးရှိလို့ဘာဖြစ်ရဥဒိနဲ့ကြုံရဆုံရတယ်ဆိုတော့ဒကာကျွဲအကြောင်းတော့ဖြင့်တော်တော်လိုက်ပြီဘုရားကဒီလိုပြန်ပြီးသုံးသပ်ကြစမ်းပါကွာဆိုတော့ဒကာဦးကြီးသိနေရကြတဲ့သုံးသပ်ကြီးနေရမကြဘူးလားဒီလိုသုံးသပ်ကြစမ်းပါဆိုတော့ဒကာဓမ္မတွေကသုံးသပ်လိုက်ပါတယ်တဲ့သုံးသပ်လိုက်တဲ့အတွက်နေရကြဖတို့ဒီကားလို့ဆိုလို့ရှိရင်ဖြင့်အကြောင်းလက်တဲ့ကိုနောက်ဆုတ်ဖမ်းလိုက်လို့ရှိရင်ຫນွယ်တစ်ခုကိုအမြင့်နဲ့တကွနောင်အညွန့်မပေါက်ချင်လို့ရှိရင်အဖျားကနေပြန်လိုက်ပြီးကຫນွယ်တိုင်းသာလိုက်သွားစမ်းပါဒကာသေးရအရင်တော့တွေ့ရဒါကြောင့်တဲ့ဒီကအရင်ရှာနေတာလို့ဒကာဓမ္မတွေမှိုက်တယ်အရင်ရှာနေတာအရင်မှဖြတ်မလို့ဒကာဓမ္မတွေသိစေခြင်းလုံးလို့အရင်ဖြတ်တဲ့တရားကိုဒကာဓမ္မတို့သိစေခြင်းလုံးလို့ဘုရားသခင်ကိုရမကြီးကနောက်ဆုတ်တရားကိုဟောလိုက်သဘောကျကိုင်းဒါဖြင့်ဇာမရဏဘယ်ကလာတော့ခန္ဓာ၅ပါးဘယ်ကလာပြန်ပါလဲဒါဖြင့်လာပြန်ပါလေဒါဖြင့်တဏှာလက်တယ်ပဲမူလလက်တယ်မကြသေးဘူးလားကောင်းပြီဒါဖြင့်ဒကာဓမ္မတို့တဏှာကြောင့်ခန္ဓာ၅ပါးဖြစ်ခန္ဓာ၅ပါးဖြစ်တဲ့ကျွတ်တို့ဥသေးဆိုပြီးဘဝတိုင်းကျွတ်တို့ဒီကားတဲ့ရှင်ဖြင့်သေမင်းဆိုတဲ့ဗဇတ်ထဲမှာမသာလောင်းနဲ့ပဲခွန်ဆက်ခဲ့ရတဲ့ဘဝကြီးပဲသေမင်းကိုဗာနဲ့ခွန်ဆက်ခဲ့ရဒါဖြင့်ဒကာဓမ္မတို့သေမင်းကိုမသာလောင်းနဲ့ခွန်ဆက်ရတဲ့ဘဝဆူတောင်းတိုက်မတောင်းတိုက်သူများခွန်ဆက်ဖို့ကိုကခန္ဓာဖြစ်ပြီးခွန်ဆက်ရမယ်ဆိုတော့ခမည်းတော်ဒီကားလို့ဆိုလို့ရှိရင်စိတ်ဆူတောင်းလို့ရှိရင်စိတ်သားစားတဲ့ပုဂ္ဂိုလ်ကြီးအလိုပြည့်ပေါ့ဗျာဟုတ်ကလားသိုးစုတောင်းလို့ရှိရင်သိုးသားစားတဲ့ပုဂ္ဂိုလ်ကြီးအလိုပြည့်အောင်လို့ကိုကတောင်းပေးတာဒီမှာလည်းမရဏမင်းလိုရင်ပတ်တွေပြည့်အောင်လို့လိုရင်တွေပြည့်အောင်လို့ခင်ဗျားတို့ဆူတောင်းပေးတယ်လို့ဖြစ်ဒါလို့ဆိုတော့အယုံမဆိုးလုံးပေါ်ကြဗလားနောက်ကဓမ္မတွေကြာကြသတိထားပါကြာသတိထားပါအဲ့ဒီတည်းမှာဘုရားသခင်ကိုရမေကြီးကကိုင်းกว่าတယ်ငါလက်တယ်အရင်ရှာပေးဦးမယ်တဲ့မင်းတို့ဒီလိုနောက်ပြန်သုံးသပ်စမ်းပါတဲ့မင်းတို့ခန္ဓာကိုယ်နော်အခုသုံးသပ်တတ်ပြီနော်ခဲဒါဖြင့်ဓမ္မတို့ဇာမရဏဘယ်ကလာသလဲခန္ဓာ၅ပါးဘယ်ကလာပါလဲခိုင်းနဲ့ဘုရားသခင်ကိုရမေကြီးကလာပြန်တယ်တဏှာဘယ်ကလာသလဲလို့သုံးသပ်ကြအောင်ဆိုအမှန်တန်ကောင်းတဲ့တရားပါမတန်ဖို့တန်တဲ့တရားဓမ္မတို့လက်သက်အရင်ကြဖမ်းပြီးဒီကလာသတ်မဲ့တရားဖြစ်လေသောကြောင့်မဲ့ခင်ဖောင်ကြီးကိုယ်ပိုင်ရမယ်ကိုယ်ပိုင်စီးရမယ်အလုပ်ဖြစ်လေသောကြောင့်လေလေးစားစားနဲ့အခုသရုပ်ထိုင်ဖြစ်ရဖြင့်အလုတ်ခွင်ကိုသူပြတော်မှာပဲဖယားပြတော်မှာပဲဆိုတာတကားဦးသိချင်မှတ်ပြီ။ဂိုင်းဓမ္မတို့ဒီတဏှာဘယ်ကလာသရုံလို့မေးဖို့လိုလား။ခင်များတို့ခင်ရမင်းရတွေကြောင့်လာတာ။ခင်ရမင်းရတွေကြောင့်တဏှာဘယ်ကလာ။ဂိုင်းတကားပြောပေါ်ပြီ။ခင်ရမင်းရကြောင့်တဏှာဖြစ်တဏှာကြောင့်ခန္ဓာ၅ပါးရခန္ဓာ၅ပါးရလို့အိုသေးကြီးနဲ့ကျွတ်တို့ဒီမခွဲမခွာပဲနဲ့ဂျုံရဆုံရသဘောကျလေးချက်ပေါ်လာပြီနော်ကြာသတိထားပြီးနားထောင်ပါဒကာဓမ္မတို့ဒါရေးလေးပြောဖို့ဟောဖို့ကိုဒကာကျွမလွယ်ဘူးနော်ကောင်းပြီဒါဖြင့်ဒကာဓမ္မတို့ဒါသွားကြည့်ပါတဲ့ခန္ဓာနိဒာနဘကတန်ရုံမှာဒီတိုင်းမှာသမတနာသုတ်ဆိုပြီးဒီလိုသုံးသပ်ရမယ်กว่าလို့သေချာဟောတယ်။ဒါရင်ဒါဖြင့်ဒကာဓမ္မတို့ပြန်မေးပါမယ်အားလုံးလည်းရှင်းသွားအောင်လို့ခင်ဗျားတို့ခန္ဓာကိုယ်ထဲမှာဥရတဲ့တရားတွေကလည်းနည်းပါဘူး။သိမဲ့တရားတွေကလည်းတစ်ခုလုံးပဲ။သိဆိုတစ်ခုလုံးကိုဗျ။ဘယ်ကြံသေးတယ်။အဲဆောင်မင်းကမသေးဘူးတချို့ဟာကသာသေတယ်လို့ဒီလိုဆိုလို့ရတယ်။သိမဲ့တရားတွေကလည်းတစ်ခုလုံးအဲ့ဒီဥသေးတွေဘက်ကလာပါလိမ့်။ခန္ဓာ၅ပါးရှိလို့ဒကာဓမ္မတွေဥသေးနဲ့ခွဲလို့ခွာလို့မရပဲဖြစ်နေကြ။ဒီဥသေးဆိုတာခန္ဓာ၅ပါးလားဒီခန္ဓာ၅ပါးဘယ်သူကများအကြောင်းဆက်လို့ပေါ်လာပါလိမ့်။ရှင်းမလား။တဏှာလက်တယ်မိတ
ဏှာကြီးလက်တဲ့ကြတော့ခမည်းတော်ကမရှာတတ်မှာဆိုလို့ဘုရားကသုံးသပ်ပါအောင်ကွာဆိုတော့ခမည်းတော်နားလည်ထားတာကဦးတဏှာကြောင့်ခန္ဓာဖြစ်နေတာပဲတဏှာကသမုဒိယသစ္စာခန္ဓာကဒုက္ခသစ္စာတဏှာချုပ်မှအေးမှာပဲဆိုတော့တဏှာချုပ်တာတော့ဟုတ်ပါတယ်မှန်ပါတယ်လို့ဒကာအောင်ဘုန်းကြီးတောင်းခံတဏှာပဲကလာသလုံးလို့မသိတာကခက်တယ်မှန်ပါဗျာခက်ဘူးလားအဲ့တော့တဏှာပဲကလာသလုံးလို့ဆိုတော့ခင်ယမင်ယာကလာတယ်လို့မှတ်ကြပါဒကာဓမ္မတို့ဘယ်လိုပါလဲခင်ယမင်ယာကလာခင်စရာမင်စရာကလာသဘောကျခင်ဗျားတို့ကလည်းခက်လိုက်တဲ့ဖြစ်ရှင်းဒီဒကာဓမ္မတွေကဒီနေရာမှာခင်ရမင်းခင်စရာမင်းစရာမရှိဘူးဆိုရင်ဒီနေရာကပြန်တော့မယ်ဟောခိုက်တယ်ဘာဖြစ်လို့လဲတဏှာမဖြစ်ရလို့တဏှာမဖြစ်ရလို့ရှင်ခန္ဓာဖြစ်မှာမဟုတ်ဘူးခန္ဓာမဖြစ်ရလို့ရှင်ဥသေးကြီးနဲ့ကျွတ်တို့ခွဲရမယ်ဆိုရင်ကိုချုံနေကြီးရဲ့ဒါကြောင့်ခင်ရမင်းမရှိတဲ့ရရှင်ခင်ဗျားတို့ကနေတင်ကြရဲ့နေတယ်ပါဘုရားဟောတကယ်ကျွဲခင်ဗျားတို့ကလည်းအတော်ဆိုးနေပြီမဆိုးဘူးလားဒါပြန်တဏှာပဲကလာတော့ခင်ယမင်ယအာယုံကလာရှင်းကြပါဗလားတဏှာပဲကလာတော့ခင်ဗျားတို့ကလည်းဘယ်ရသွားပါလားဦးကျွတ်တို့အဲ့ဒီနဲ့ခင်နဲ့မယ်နဲ့လူမရှိဘူးသွားချင်ဘူးတခါတက်တော့ခိုက်တယ်ဒီတဏှာမဖြစ်ရရင်ကိုပဲရှင်းတတ်ကြလားဩဒါပြန်ဥသေးကိုအသေးဆွဲကြိုက်နေတာဟုတ်ဒါပဲဖြေထွက်เสียရှိသဘောပါဒကာဓမ္မရေဒီယဒီဒေသဥမ္မာကပ္ပဏကျောင်းမှာရဲ့ရှိတယ်ပြန်တော့မယ်ဗျာဟာဘာဖြစ်လို့ပြန်လာတော့ဘွားဒီကခင်ယမယမရှိလို့ဆိုတာတဏှာမဖြစ်ရလို့ခင်ယမယကြောင့်ဘာဖြစ်တော့တဏှာဖြစ်လို့ခန္ဓာငါးပါးဖြစ်လို့ဒီနေရာဥသေးလို့မနေရမနေချင်ဘူးဒိဗ္ဗေဒီရောက်မရောက်ဘူးလားရောက်ညာနဲ့စဉ်းစားပါညာနဲ့ခင်ဗျားတို့ပြင်းဤပြီးဒီကာလတော့တော့ပါပြီဒီလောက်ဆိုရင်ပါရမီသင့်တော့ဖြစ်ပါပြီဆိုပြီးဒီကာလခင်ဗျားတို့သူတော်ကောင်းတို့နေတဲ့နေရာစိတ်ငြိမ်တဲ့နေရာဒီလိုနေရာတွေကိုတကယ်ကျွဲတို့မနေနိုင်တဲ့အကြောင်းသိပလားသိပါပါဘာမရှိလို့လဲခက်ဘောဗျာခင်ဗျားတို့ကခန္ဓာကြိုက်ဥသေးကြိုက်ဆိုရိုက်မဆိုရိုက်တဲရရုပ်ဆိုပါလားအဲ့ဒီကနေပြီးဒီကာလဒကာဓမ္မတွေဘုရားသခင်ကိုရမကြီးကဒီလိုညံသုံးသပ်ကြည့်တော့မှဩကို့အနေထားဟာအယုတ်ဆိုးတာပေါ်လာမပေါ်လာဘူးလားအိမ်လေးဆောက်မယ်ကြံလို့ရှိရင်မတိန်သီးတော်တဲ့သွားဆောက်မလားဒီအရက်ထဲမှာပဲကိုတယောက်တည်းပဲသွားဆောက်မလားဆိုအိုးမဖြစ်သေးဘူးဒီနားမှာအိမ်ကြီးရင်ခင်မမှုလေးရှိအောင်မှာဆိုတော့ခင်မင်းကကိုလွတ်လို့မရဘူးဒါကြောပဲနေခင်ယမယလွတ်လို့မရလို့ရှင်ခန္ဓာကိုလွတ်လို့ရသေးခန္ဓာမှလွတ်လို့မရရင်အိုသေးကောဒါဖြင့်ခင်ဗျားတို့တသံတရားလုံးကဒီခင်ယမယနှိမ့်ဆက်နေတာဘယ်လိုဆိုကြပေါ်ကြဗလားခင်ဗျားတို့ခင်ယမယနှိမ့်ဆက်တယ်လို့ဆိုတော့ဘုံနဲ့ဘယ်သူမှယုံကြမှာမဟုတ်ဘူးနော်အနောက်နိုင်ငံမှာဩစတြေးလျမှာလူပေါင်း3သိန်းသေးတယ်ရေလွှမ်းမိုးပြီးဒီကလာသေလိုက်တာဆိုတော့ခင်ဗျားတို့ခင်တဲ့လူတယောက်မှမရှိသောကြောင့်ကာမတကာပဲမလာဘူးလားအမှန်လေးမြို့မှာခင်ဗျားတို့နေတဲ့အတန်းမှာဖြင့်ဘ누구တဲ့ဘာဖြစ်သွားကြလဲဆိုဖြစ်မဖြစ်ရလေခင်ရမရကြတော့ဟိုလည်းခန္ဓာ၅ပါးပဲဒီလဲခန္ဓာ၅ပါးမှာခင်ရမရခန္ဓာ၅ပါးကြတော့ကျွတ်များထိုးလို့ဖြစ်မှဖြစ်ရလေမြန်မြန်သွားမေးလိုက်ဥမာတော်မယ်မလာဘူးလားအပူနင်းနေတွေ့ရရင်မကောင်းဘူးဝတ်တရားပြက်နေလိမ့်မယ်နင်းနေမှသွားမယ်သူတို့ကမသိကြအောင်ဆောင်းနေတာပူစရာရှိတဲ့အခါကျတော့အဲ့တော့သူတို့ကပြောမှဆိုရင်ကျွတ်တော့မြန်မြန်ပူမှဝတ်ကြည်မှာမြန်မြန်ပူမှဝတ်ကြည်မှာတဲ့တကယ်ကျနင်းနေမြသွားမေးပြက်ကလားမော်တော်ကပြင်ကွာဟုတ်လားခတ်တုတ်တုတ်ကလေးမောင်းတော့ကွာဘာလို့လဲတော့မြန်မြန်ပူအောင်ရိပ်မိဗလားအမလေးဒကာရမတွေကကျွတ်တို့ကသမင်းတောင်ရက်ခတ်စားကျင်သေးတယ်ကြွားတော့ကြွားတော့ဒီလိုကြွားနေကြွားတော့ဘယ်နဲ့ကြွားကျုပ်ကအေးတာများတော့မပြောနဲ့ကိုသမင်းကျန်းတောင်ရက်ခတ်စားကျင်သေးတယ်ဆိုတာပြောရတော့ဟုတ်နေတယ်ခဏကနီးရခင်ရမရတွေကြတော့အကြောင်းကိစ္စရှိလို့မေးကျင်မြန်းကျင်တဲ့အခါကျတော့ဖြည်းဖြည်းလားသွတ်သွက်လားဖြည်းဖြည်းဆိုတော့ဖြည်းဖြည်းမှပူရမှာ
သဘောကျလားသောတော်သွားတော့ တော်တော်သွားပါဗျာ အဲ့ဒါသမညာရက်ခတ်စားကျင်တာနဲ့အတော်ကွာမကွာဘူးလားသိချာစဉ်းစားပါကြံဖန်ပြောနေတဲ့စကားလားခင်ဗျားတို့အကြိုက်လားလို့သာဝေဖန်ပါခင်ဗျားတို့ကသမညာရက်ခတ်စားကျင်တယ်ဆိုတာကပြင်းမဲ့ပြောတဲ့စကားအာယုန်နဲ့တွေ့လာတော့ချက်ချင်းကိုတွေ့ကျင်တယ်မတွေ့ရလို့ရှင်မတွေ့ဘူးကသာဆိုးသေးတယ်ဖြစ်ချင်ပြောဘူးလားကိုင်းဒါဖြင့်ဒကာဓမ္မတို့တဏှာပဲကလာသလုံး ခင်ဗျာများပါဗျာ ခင်ရမယကလာတယ်နော်ခင်ရမယမရှိရင်တဏှာမလာပါဘူးဆိုတာသိကြပါလားဒါဖြင့်ဒကာဓမ္မတို့ခင်ရမယဆိုတာဘာတုံးလို့မေးတဲ့အခါကြတော့ခင်ဗျားတို့ကိုယ်ခန္ဓာရင်လည်းကိုယ်ခင်လို့ ဟုတ်ပါ အခုလက်ရှိခန္ဓာ၅ပါးရင်လည်းကိုယ်ခင်တာခင်ရမယပဲလက်ရှိခန္ဓာ၅ပါးကိုအာရဏ12ပါးဖွဲ့လိုက်ပြန်တော့လေခန္ဓာ၅ပါးကအာရဏ12ပါးဖြစ်လာဒါတွေခင်ရမယဖြစ်ပြန်တာပဲဓာတ်18ပါးလုပ်လိုက်ပြန်တော့ခင်ရမယဖြစ်လာတော့ဩဒါဖြင့်ခင်ဗျားတို့ဒီကားလို့ဆိုရင်အခင်ဆုံးဘယ်သူတုံးဆိုလို့ရှိရင်ဖြင့်တဲ့ဒကာဓမ္မတို့ကိုယ်ခန္ဓာအခင်ဆုံး ဟုတ်ပါဗျာ ပြီးတော့မှတခြားသောခန္ဓာတွေကိုခင်ပါတယ်ဆိုတော့ပြောတာ ဟုတ်ပါဗျာ ဒကာကျော်ဘုရုခင်ဆုံးခင်တို့ ဟုတ်ပါလားခင်ဗျာ ဒီခင်ဗျားတို့လောကပြောတာတော့မယုံနဲ့နော်။အိုးကျုပ်ကခင်ဗျားတို့ပေါ်ခင်တာတော့မပြောနဲ့တော့ဟုတ်လား။ကျုပ်သေးခံပြီးခင်ဗျားတို့ဆုံးဖြတ်ခြင်းတယ်ဒါလောက ဟုတ်ပါဗျာ လောကပြောတာပါတဲ့စင်စစ်တော့ပြန်မေးလောင်ကြည့်တော့ကိုအိမ်မှာမေးလောင်တယ်ဆိုတော့သာသမီနဲ့ပစ္စည်းရောကိုယ်ခန္ဓာရောဘ누구အရင်ထွက်တယ်လို့မေးကြည့် ထွက်ပါ ကိုယ်ခန္ဓာအရင်ထွက်သူ့အရင်သေးတယ်ကိုယ်ခန္ဓာကိုအရင်သေးမထွက်ဘူးလားဘယ်လိုများသေးထွက်ပါလိမ့်မယ် ဘုရားနာကိုရင်သေးထွက်ပါ ပြီးတော့ခင်ဗျားတို့သားတွေမယားတွေပြောလိုက်သေးတယ်ဟာငါတို့ကတော့ကိစ္စမရှိဘူးနင်တို့အတွက်ဆိုရင်ပြီးတော့သူကပြင်ဘက်ရောက်ပြီသူတို့ပြင်မက်ကနေပြောနေတယ်ဆိုတော့ယုံရမှာလားနင်တို့အတွက်ကြောင့်နင်တို့အတွက်ကြောင့်လောကကိုဗျအပိသအပိသတော့ခင်ဆုံးကဘယ်လိုပါလဲ ဟုတ်ပါလားခင်ဗျာ သူဒီမိတွေကနေရင်းနေတယ်ပြင်မက်ရောက်မှပြောနေတာလားဒါသူကသူတော့တဲထုတ်ပြီးပြီဒါပြန်အရေးကြီးဆုံးပစ္စည်းမို့အရေးကြီးဆုံးတဲတာပေါ့ဗျအရေးမကြီးတဲ့ပစ္စည်းဆိုရင်နောက်မှတဲမှာပေါ့ဆိုတော့ကိုယ်ခန္ဓာအရေးကြီးဆုံးမို့ကိုယ်ခန္ဓာရင်တဲထုတ်တယ်ဒါကြွယ်နောက်မလိန်နဲ့နော်မလိန်နဲ့မင်းတို့အတွက်ခဲနေတာငါတော့နေသားကြီးနေသားမှပြင်မဲ့ရောက်နေပေါ့သူရိပ်ပြီဗလားရှင်းမလားဒါဖြင့်ဒကာဓမ္မတို့ဒီခန္ဓာကလာတယ်ဆိုတာပေါ်ရောပေါ့ ဟုတ်ပါဗျာ မပေါ်သေးဘူးလားကောင်းပြီတဲ့ဒီခန္ဓာကလည်းခန္ဓာတိုင်းလာတာလားတခါဝေဖန်ရအောင်မယ် ဟုတ်ပါဗျာ ခန္ဓာတိုင်းလာတာလားဆိုတော့ဘုနောက်နိုင်ငံခွန်းနဲ့လူတသိန်းသေးတဲ့ခန္ဓာတွေဘာမှကိစ္စမရှိဘူး ဟုတ်ပါဗျာ တပည့်ကြခင်များတို့ကခင်ရမင်းရလှုပ်ထားတဲ့ခန္ဓာကလာတပည့်ကြခင်အောင်ခင်ရမင်းရဖြစ်တဲ့ပိယတ္တစာလို့တော့ပိယတ္တတဖြစ်တဲ့ခန္ဓာကလာတာ ဟုတ်ပါဗျာ တပည့်ကြပိယဆိုတာနှိမ့်သက်တာပေါ့ဗျာပါဒဆိုတာပါရတာအဲ့ဒီပါရတဲ့ခန္ဓာကလာတာအတုပအစ်စ်ကြတယ်လားမလာပြန်ဘူးလာပါမလားအတုပကြီးမိတဲ့ပါတော့အိုးသင်္ကြန်တော်သက်တာသေးကွာအတုပမိတဲ့ပါတော့လေသင်္ကြန်တော်သက်တာသေးဟေးမင်းတို့ကံကောင်းတယ်ဟောအတုပကြလည်းကိစ္စမရှိပြန်ဘူးကိုယ့်ဟာကိုယ်စိတ်ထဲကနေပြီးကြံဖန်ချောရနေလို့ရှိရင်ဒါကြောင့်ခက်တယ်ဖြစ်လာတာပဲမခက်ဘူးလားအဲ့ဒါဖြင့်ဒကာဓမ္မတို့တဏှာပဲကလာတော့ရိပ်မိဗလားဘယ်ဟာခင်ဆုံးတုံးလို့မေးလို့ရှိရင်လည်းဖြေတတ်ကြဘာပါလိမ့်မယ်ကိုယ်ခန္ဓာကိုယ်ခင်ဆုံးသဘောပါကြဒီပြန်ခန္ဓာတွေတော့ဖြင့်ကိုယ်ခန္ဓာလောက်အရေးမကြီးဘူးပေါ့ဗျာစဉ်းစားကြည့်ပါသားရသမီးတွေကိုကိုတော့အယုဆပါတယ်သူတို့အသားကျွေးပါတယ်ခင်လို့ပြောတာပဲလုံးလုံးမစားပဲကျွေးသလားလို့မဲတဲ့အခါကြလို့ရှိရင်ဖြင့်မဟုတ်ပါဘူးလုံးလုံးမစားပဲကျွေးသလားလို့ဆိုတော့ကိုကအယိုးတော်စားတာပဲအသားတော့သူတို့ကျွေးတာပဲသို့တော်လည်းတဲ့ကိုမစားဘဲနဲ့ကျွေးတဲ့သဘောမျိုးဒီလိုရောက်ပါမရောက်ပါဘူးကိုကဘယ်ဟာစားစားဝရတယ်ဆိုပြီးတော့ဒါနဲ့ထေချိုက်သဘောကျသူတို့တော့ယေရှုမှာဆိုလို့ကိုတော့မစားဘဲနေမယ်ပြောသလားဘယ်ဟာစားစားဝတာပါပဲလို့ပြောသလားဒါပြင်ကိုအခင်ကတော့ပြင်လျှော့ရလားမလျှော့တော့ကိုတဲ့တကယ်လောကုပဲမှတ်ပါသဘောကျလောကုပဲမှတ်ပါတဲ့တကယ်ဓမ္မတော့နော်ခொနကမီးတွေကသဲထုတ်တာသာကြည့်
ဒီပြင်စကားကြွားတာလိန်တာမှတ်မိတွေကတဲထုတ်တာသာကြည့်တကားကျွဲမိတွေကတဲထုတ်တာတော့ဖြင့်အခင်ဆုံးလူကအရင်တဲထုတ်တာယူသဘောကျအဲ့ဒီတော့ဘုရုခင်ဆုံးလုံးဆိုတာမသေးကြဘူးလားဘုရုခင်ဆုံးကိုယ်ခန္ဓာကိုယ်ခင်ဆုံးဆိုတာမပေါ်လာသေးဘူးလားကဲရှင်းပြီဒါဖြင့်ဒီခန္ဓာကြီးကိုခင်ဗျားတို့နှစ်သက်ပိယတာတဖြစ်တဲ့ဥစ္စာကိုဒါကြီးအစိတ်ဖြစ်အောင်ဘုန်းကြီးဟောမှဘုရားဟောမှရတော့မယ်။မျက်မှောက်ရင်ဒီခန္ဓာကြောင့်ဒီတဏှာဖြစ်ဦး။ဒီတဏှာဖြင့်ဒီခန္ဓာရဒီခန္ဓာရလို့ရှိရင်ဒီဥသေးလေးဟူသောမရဏရည်ကြီးနဲ့ပဲခင်ဗျားတို့အသက်ထွက်ရမှာပဲ။မထွက်ရပဲဘူး။ဒါဖြင့်တရားဓမ္မတို့ဒါပိယတာတဖြစ်နေတယ်ခင်ယမင်ယဖြစ်နေတယ်ဆိုတာဩမသိသေးလို့ပဲ။သဘောကျဘယ်လိုကြောက်ပါလဲမသိသေးတာကဘယ်လိုမသိသေးတုံးလို့မေးတဲ့ခါကျတော့တခါကျွဲတော့တခါသိတော့မသိသေးတာကဘယ်လိုဖြစ်နေတုံးဆိုတော့ကိုကတန်မြာခရီးလာခဲ့ရတာကလည်းဘယ်လောက်ရှည်တုံးလို့မေးရင်မနဲ့ပြောကြဟောတိုင်းခရီးပန်းလာတဲ့လူပေါ့ဗျာခရီးပန်းလာတဲ့လူဆိုတော့ဒကာဓမ္မတို့တွေ့ရကိုဘယ်စာကောင်းတဲ့ဆိုးတယ်လို့မရွေးနိုင်ဘူးဆာလောင်မို့တိတ်လာပြီခရီးပန်းပြီးဆာလောင်မို့တိတ်လာတဲ့ပုဂ္ဂိုလ်တွေ့ရခံလိုက်တယ်တွေ့ရစားလိုက်မှာပဲတွေ့ရတောက်လိုက်မှာပဲအဲ့ဒါကြောင့်ခင်ဗျားတို့ဒီကားလို့ရှင်ဖြင့်ယခုတွေ့တဲ့ခန္ဓာကိုယခုခင်ဆုံးထားလိုက်တာတပတ်ကြယခုတွေ့တဲ့သာသမီကိုဘာဖြစ်လို့တော့တန်လျာခရီးတယ်တဲ့ငါလာတာကကြာခဲ့ပြီဘယ်တော့မှအငတ်ကံပြောက်ခဲ့ဘူးမယုံဒုတိယဘဝသိခဲ့တယ်ကလည်းခင်မှုငယ်မမှုတွေဝါပြီးဒီကလာသိခဲ့တာလားလို့ဆိုတော့ဘယ်နဲ့ပြောကြအငတ်သိခဲ့တယ်ဗျဘောအပေါင်းကဘယ်လိုသိခဲ့တော့ဒါဖြင့်သိပြီးလာတာငါပြဿနာချင်းလာတော့ယခုဘဝရောက်လာတဲ့အခါကျတော့ဒီငါကတွေ့ရကိုတော့ခင်တော့မှာပဲတွေ့ရကိုတောက်တော့မယ်သုံးတော့မယ်မြူတော့မယ်ဆိုတာကမသိကြဘူးလားဒါကြက်စဉ်းစားပါဘယ်နဲ့ကြောင့်ကိုယ်ခန္ဓာကိုဒီလောက်ခင်နေပါလိမ့်မလို့ဆိုတော့ဘယ်ဘဝကမှဒီခန္ဓာခင်တာမဟုတ်ခဲ့သောကြောင့်ဒီဘဝတွေ့တဲ့ခန္ဓာမစွတ်ခင်တာပဲရိပ်မိဗလားဒီဘဝတွေ့တဲ့ခန္ဓာစွတ်ခင်တာဘာကြောင့်မှလိမ့်မလို့ဘဝများစွာတန်တရားတွေ့တဲ့ခန္ဓာတွေကိုခင်ခဲ့ရတာဝါခဲ့ပြီးသိခဲ့ရတဲ့ဘဝတခုမှမရှိဘူးခင်ရမင်ရဲ့တန်းတန်းနဲ့သိခဲ့ရတော့ကိုတွေ့ရကြတော့ကိုတဲ့ကြက်ကန်းဆွဲတာတပည့်ကြကြက်ကန်းဆွဲမွင်ကန်းဆွဲဆိုတော့ဗောဗျာမလွတ်တော့ဘူးအဲ့ဒီလိုဖြစ်နေတာဆိုတော့ဩဒါကြောင့်ခင်ရမင်ရဘူးဒါတော့တော့မခွဲနိုင်တာဘာရောက်မှလဲမလို့တတန်နေရာလုံးကလာတော့တွေ့ရဆွဲထားတာဘယ်လိုဆိုကြတခါကျွေရိမ့်မိပဲတတန်နေရာလုံးကလာတဲ့တွေ့ရဆွဲလိုက်တွေ့ရဆဲတော့ဘုရားသခင်ကိုရမကြီးကအနာကနေပြီးဟောတာဒီဘက်ကဘုရားလို့မှတ်ပါဟောတာကတခါသစ်တို့တခါကျွေတို့တဏှာသမားလို့မှတ်လိုက်နော်ဟေးတဏှာယောက်ျားလက်သမားအငတ်သမားမင်းဟောဒီဥစ္စာအစိမ့်နဲ့ရောထားတာသွားမခင်တော့တောက်မိရင်မငါးပါးမှောက်မယ်အစိမ့်နဲ့ရောထားတာကွအစိမ့်နဲ့ရောထားတဲ့အရက်ကွမင်းကတော့သံတရားခီးတယ်ခီးပန်းမို့မောလို့မင်းကတော့ဒါတွေတောက်ချင်မြို့ချင်မှာပဲတို့တော်လည်းဖခင်ကဒီကရပ်ပြီးဟောတာအစိမ့်နဲ့ရောထားတာမင်းသွားပြီးမမြို့ပန်းနဲ့မတောက်ပန်းနဲ့မခင်ပါနဲ့ပေါ့ဗျာဒါအနိစ္စဒုက္ခအနတ္တလောက်ပါပြောသွားပြီးမင်းတို့နိစ္စဒုက္ခအတ္တထင်ပြီးကြလားခင်လိုက်လို့ရှိရင်ဒီတဏှာလာလိမ့်မယ်ဒီတဏှာနဲ့မြို့ရင်ဒီခန္ဓာရမယ်ဒီခန္ဓာရရင်ဒီဥဒိနဲ့မင်းတို့အသက်ထွက်လိမ့်မယ်သဘောပါဒါရင်ဖခင်ပွင့်လာတာခမည်းတော်တန်တရားခရီးတဲ့အငတ်ပွဲကြီးအငတ်သမားတွေရမ်းပြီးဒီကလာအမောသမားတွေတွေ့ရအကုန်မျိုးသိမ့်မှဆိုလို့ဒီနာကရပ်ပြီးဟောတာအစိမ့်နဲ့ရောထားတဲ့ခန္ဓာ၅ပါးသွားမတော့နဲ့မင်းတဏှာနဲ့သာသွားတော့မင်းသေးသေးချာချာဒုက္ခရောက်မယ်ဆိုပြီးဒီကလာပွင့်ပြီးဒီနာကနေပြီးဟောနေကြတယ်ဒါအိဋ္ဌဒါဒုက္ခဒါအနတ္တဒါအတုပဒါဒုက္ခသစ္စာဒီနာရဟောနေကြတာရိပ်မိဗလားခင်ဗျားတို့ကဒုက္ခတာရမပြောရင်ဖြင့်တွေးရမျိုးတော့မလို့စိတ်ကူးနေတာဘာကြောင့်လဲငတ်လာတာကဘယ်လောက်ကြာတတန်ရအောင်လာတော့တွေးတာကြတော့လွတ်နိုင်မှာမသဘောပါဘယ်လောက်များခင်ဗျားတို့ဥပါဒံသမားဆိုတာတကယ်ကျွဲသိကြတယ်ဆိုတော့ပြောဖို့မလိုတော့နောက်ဘဝသာသမီတွေလည်းအခုပြန်မတွေးနိုင်ဘူးတွေးတော့ကလည်းသူတို့ဒီကအခင်းဝပြီးသိခဲ့သလားနောက်ဘဝခန္ဓာကောဒီခန္ဓာကြီးဆွန့်ရမယ်ဆိုတော့ဝန်းနဲ့ပလနဲ့ဆွန့်ခဲ့ကြရတာလားဆွန့်ကျင်လို့ဆွန့်ခဲ့ရတာလားဩဒါပြန်ခင်တာမိုးဝပဲနဲ့သေးလားသေးလာပြီဒီဘဝရောက်ပြန်တော့ဒီဘက်ကဝါသေးလားငတ်သေးလားလို့မေးဟိုဘဝက
ငါသေးဒီကွာခန္ဓာသေးတစ်ခုရတဲ့ခါကျတော့အိုးရမ်းခင်လိုက်မှာရမ်းပြီးမျိုးလိုက်မှာပဲရမ်းပြီးသိလိုက်မှာပဲဆိုတဲ့အဓိပ္ပာယ်ရှင်းနေတယ်မရှင်းဘူးလားဒါကြောင့်တရားဓမ္မတို့ခမည်းတော်ခန္ဓာကြီးကိုခမည်းတော်ခန္ဓာကိုဘုရားသခင်ကိုရမေကြီးကဒီအနာကရပြီဟေးကုသဇမိုက်အကန္တမမင်းတွေကလို့ဆိုရင်ရမ်းပြီးမဲ့ခန္ဓာကြီးမဲ့မခင်လိုက်နဲ့မဲ့ခန္ဓာမခင်လို့ရှိရင်ဖြင့်အနိစ္စဒုက္ခအနတ္တမမင်းမသိလို့ခင်နေတာအတုပမှမသိလို့မင်းခင်နေတာဒုက္ခသစ္စာမှမသိလို့မင်းခင်နေတာအဲ့ဒီမင်းခင်တဲ့အတိုင်းသာခင်လိုက်မယ်ဆိုရင်ဖြင့်တဏှာဥပါဒံကံဇာတိဆိုတဲ့ခန္ဓာ၅ပါးလာခန္ဓာ၅ပါးတိုင်းဇေယမရဏဆိုတဲ့ကြီးလွတ်ပါအောင်လားသဘောပါလားဒီဘက်ပရိစ္ဆေသမုပ္ပါပြန်သွားရင်ပဲရှင်းကြဒါဖြင့်တကယ်ကျွဲဒီဘဝမှာဆရာဘုန်းကြီးရောဖရာရောခမည်းတော်ဒီကားလို့ဆိုရင်ကျေးဇူးတင်လို့မဆုံးဘာဖြစ်လို့ကျေးဇူးတင်လို့မဆုံးကြတော့လို့မေးတဲ့အခါကျခမည်းတော်လူကတော့ငတ်ပြီးသေးလာတော့ရောက်ရမှာချက်ကန်းဆွဲတာပဲမဆွဲဘူးလားကိုယ်ခန္ဓာကိုမခင်ဘူးခင်မလို့ကခွေးလာလို့တောင်ကိုယ့်ဟာကိုယ်ဆွဲလိုက်သေးတယ်ပြောကြဘူးလားကိုယ်ခန္ဓာကိုမထင်လို့ရှိရင်တိရစ္ဆာန်လားကွာပြောကြဘူးလားအမလေးနှုတ်တဲ့နေတာကိုမှားနေလိုက်တာကိုယ်ခန္ဓာကိုခင်လို့ခွေးပြရတာကိုယ်ခန္ဓာကခင်ရတာအနိစ္စဒုက္ခအနတ္တအတုပါလားဒုက္ခသစ္စာလားဒုက္ခသစ္စာလားအဲ့ဒါမမြင်တော့ရမ်းပြီးခင်လိုက်တဲ့အခါကျတော့ခင်တာကတဏှာဆွဲလန်းတာကဘာဆိုကြမလဲဥပါဒံဆိုတဲ့တဏှာကြီးကြဥပါဒံလို့လို့ရှိရင်ကံကလာလိမ့်မယ်လာရင်ဇာတိခန္ဓာ၅ပါးကခန္ဓာ၅ပါးလာရင်ဇေယမရဏကသွားပြီဆိုတာသဘောကျဩဒါအဖြစ်တရားဓမ္မတို့ခင်ရမင်းကလာတယ်ဆိုတာသိချပြီသဘောကျတရားဓမ္မတို့တဏှာပဲကလာတယ်အဲ့ဒါခင်ရမင်းကတော့ဟုတ်ပြီသိသောပုဂ္ဂိုလ်ကြီးခင်ရမင်းလားမသိလို့ရမ်းငင်ခင်နေတာလားဒါဖြင့်ဘုရားပွင့်လာတာဒီနေရာပြင်မလို့လာတာဘုရားပွင့်နေတာခန္ဓာ၅ပါးပြင်မလို့ပွင့်လာတာဘုရုဇဉ်ရမ်းနေတဏှာနဲ့အမြဲမျိုးပလိုက်လို့ရှိရင်ဖြင့်အစိတ်ဖြစ်ပြီးဒီကလာဥပါဒံကံနေနဲ့ခန္ဓာ၅ပါးကြီးပေါ်ပေါက်လာရဲ့ဥနာသေးပါရကြီးရဲ့ဆိုပြီးကလာဘုရားဒီနာမှာခန္ဓာ၅ပါးခမည်းတော်ကျွတ်ဒီခန္ဓာ၅ပါးနာမှာဥနာသေးနောက်ထပ်မတွေ့အောင်ဟောတာမမျိုးနဲ့ဒါမမျိုးရင်ဒါတွေမတွေ့ဘူးတပည့်ကြခန္ဓာ၅ပါးကိုတဏှာနဲ့မမျိုးနဲ့ရှင်းမလားခန္ဓာ၅ပါးဘာနဲ့မမျိုးရမှာလဲတဏှာနဲ့မမျိုးလို့ရှိရင်ဖြင့်ဘယ်နည်းနဲ့မှခင်ဗျားတို့ဒီကားလို့ရှိရင်တဏှာကဥပါဒံရောက်ပါဦးမလားရောက်ပါဘူးဥပါဒံကကံကောကံမမရောက်ဘဲနဲ့ဇာတိခန္ဓာ၅ပါးရပါခန္ဓာ၅ပါးမရဘဲနဲ့အိုသေးလာခြင်းလို့ဒါဖြင့်ကျွတ်တို့ဒီဒကာဓမ္မတို့ဘယ်ဟာပြင်ရမှာတော့တဏှာပြင်ရမှာလားခင်ရမင်းရကိုခင်ရမင်းရမဟုတ်ကြောင်းကိုရှင်းပြမှာလားခင်ရမင်းရမဟုတ်ကြောင်းရှင်းပြဖို့ရာကဘုရားဤတောင်းဆရာသမားများဤတောင်းသဘောကျခင်ရမင်းရမဟုတ်ကြောင်းရှင်းပြမှာဘုရားဤတောင်းနော်သဘောကျကဲဒါကြွေးဒါဖြင့်ဒီဥစ္စာခန္ဓာ၅ပါးတစ်ပါးပါးကိုကျွတ်တို့ဒီဝိပဿနာမရှိရင်တော့မရတော့ဘူးဝိပဿနာရှုလိုက်တော့ခင်စရာလားအနိစ္စလားအနိစ္စဆိုတော့အနိစ္စကိုသိတယ်ညံဝင်တဏှာလာသေးရဲ့ခင်ရမရမဟုတ်တော့ညံဝင်ခင်ရမရလုတ်လိုက်တော့တဏှာဝင်တယ်တပည့်ကြအဝိဇ္ဇာနဲ့တဏှာမဝင်ဘူးလားခင်ရမရဖြစ်သွားတာကတော့အဝိဇ္ဇာနဲ့တဏှာကြောင့်ခင်ရမရမဟုတ်ပါဘူးဒီဥစ္စာဝိပဿနာနည်းကိုသင်ပေးလိုက်မယ်ဆိုလို့ရှိရင်ဝိဇ္ဇာနဲ့အာလောဘဝင်လာမဝင်လာဘူးလားဝိဇ္ဇာနဲ့အာလောဘဝင်လာလို့ရှိရင်ဒီဘက်ကအကုန်မပြတ်ဘူးတဏှာလည်းပြဥပါဒံရောကံရောခန္ဓာ၅ပါးရာယာမရဏကဲဒါကြွယ်ဒါဖြင့်ဘယ်နေရာမှာကျွတ်တို့တရားဟောရမယ်အချက်လဲကွက်လဲဆိုတာခန္ဓာ၅ပါးပုံမှာပဲဟောရမှာခန္ဓာ၅ပါးခင်ရမင်းရကိုခင်ရမင်းရမဟုတ်ပါဘူးကွာဆိုပြီးခင်ဗျားတို့မျိုးလုံးဖွင့်ပေးရသဘောကျဒါဖြင့်ဒါဝိပဿနာမပါရင်ဖြင့်ဥသိမလို့ဘူးဆိုတာသိကြပြီမသိကြဘူးလားဝိပဿနာပါမှဥသိလို့မနော်ကဲရှင်းကြဗလားဒါဖြင့်ဒကာဓမ္မတို့ဝိပဿနာအရေးကြီးဆုံးပဲဆိုတာပေါ်ပါလားဝိပဿနာမှမလုပ်သေးတဲ့ပုဂ္ဂိုလ်ဟာဖြင့်ဒကာဓမ္မတို့မောင်ကြည့်ကြနေသေးတယ်တဲ့အာယုံမတတ်သေးဘူးဝိပဿနာမှမလုပ်သေးတဲ့ပုဂ္ဂိုလ်ပါတဲ့ဝိပဿနာလုပ်ရင်အာယုံတက်နည်းနည်းနေအောင်လေးလမ်းသွားဖြစ်ပြီ
ဝိပဿနာမှမလုပ်သေးတဲ့ပုဂ္ဂိုလ်မှပြန်မှောင်တည်တဲ့နေတော့မဲ့တဲ့တကားကျွေးဘယ်တော့ကြောက်เสียကောင်းဘုန်းကြီးဖြစ်စေသူဖြစ်စေအခုမို့ပြန်ဖြစ်စေမြမဖြစ်စေဝိပဿနာမလုပ်သေးရင်မောင်နေတော့မောင်နေနေပဲလို့ဆုံးမဲ့ချပါဝိပဿနာစလုပ်လို့ရှိရင်ဖြစ်ပြကလေးတွေမြင်လာရင်အာယုန်တက်ပြီဒီကကြပါတော့အာယုန်တက်တော့ကိုယ့်အကိုပဲခလုတ်ခင်းလေးတော့ရှောင်းနေတာရှောင်းနိုင်ပြီဗျဟာဒီဝိပဿနာအလုပ်ကိုပဲတပည့်ရတော့ဖြစ်ပြတွေများဆုံးပြီးဒီကလာသွားတဲ့ခါကျတော့မဲ့ဒီဥသောနေမက်ကင်7ပါးပြည့်ပြီးထွက်လာတာမထွက်ပေဘူးအဲ့တော့မဲ့တွေထွက်တဲ့ဆိုတဲ့ဒီပုဂ္ဂိုလ်မျက်စိနဲ့ကွန်လင်းရလို့အယူလေးတော့မပြောက်ပေဘူးအဲ့ဒါဒကာဓမ္မတို့အရေးကြီးတဲ့ချက်ဒီခန္ဓာဤပင်ကိုယ်သဘောသိဖို့သိအရေးကြီးပါခန္ဓာဤပင်ကိုယ်သဘောကြည့်သိဖို့ရရေးအပြင်ဒကာကျွဲတာအရေးကြီးဆုံးချက်ပဲကဲဒါပြန်ဒီအရေးကြီးဆုံးချက်ကဒီထဲမှာဒကာဓမ္မတို့ဝေဒနာ3ပါးရှိတယ်ထားပါတော့ဒီနေ့ဝေဒနာစလိုက်ပါနော်ဒကာဓမ္မတွေခန္ဓာကိုယ်ထဲမှာဝေဒနာဘယ်နှမျိုးရှိတယ်ဒုက္ခဝေဒနာဒုက္ခဝေဒနာဥပ္ပခဝေဒနာဒါပဲရှိဒါကြောင့်လည်းဘုရားသခင်ကိုရမကြီးကဘယ်ချိန်မဆိုဝေဒနာခန္ဓာလို့သတိပေးလိုက်ဝေဒနာခန္ဓာဆိုတော့တခြားတစ်ချိန်နဲ့ဒုက္ခဝေဒနာရှိရင်ရှိမယ်နောက်တစ်ချိန်လည်းညှို့ထိုးတော့ဒုက္ခဝေဒနာရှိရင်ရှိမယ်နောက်တစ်ချိန်လည်းညှို့ထိုးတဲ့အချိန်ကျတော့ဒါပြန်ဝေဒနာရှိတဲ့အချိန်ကြီးပဲဒါပြန်ဒကာဓမ္မတွေဘယ်ချိန်ဝေဒနာကင်းသလဲဘယ်ချိန်မှဝေဒနာမကင်းဘူးကောင်းပြီဘယ်ချိန်မှဝေဒနာမကင်းတာသိလို့ရှိရင်ပြန်ဩလူဘဝဆူတောင်းတာဝေဒနာတွေဖြစ်တောင်းတာပဲဘယ်လိုဆိုကြပါလူဘဝဆူတောင်းတာလားဝေဒနာတွေဖြစ်ရပါလိမ့်ဆိုတာမတောင်းကောင်းပါဘူးဗျာလူဘဝဆူတောင်းတဲ့အထင်ဝေဒနာတွေဖြစ်ရပါလိမ့်ဆိုတော့အလွန်ရုပ်ဆိုးသွားပြီမဆိုးဘူးလားဒကာဓမ္မတွေလူဘဝမှာဝေဒနာ3မျိုးလက်ခံစားနေရတယ်ဒကာကျွေလူဘဝဝေဒနာဘယ်မျိုးလက်ခံစားရတိုင်းဘယ်ချိန်ဝေဒနာကင်းတော့ဩဒါပြန်ခင်ဗျားတို့ဘယ်ချိန်များမှကြမ်းမှတ်တဲ့ချိန်ပါပါရဲ့ဒါသိထားတာနဲ့ပဲလူဘဝမတောင်းဘူးခင်ဗျားတို့အခုတော့ပြန်လူဘဝဆိုတော့လူချမ်းသာဆိုပြီးခင်ဗျားတို့ကတွက်ထားရတော့ဘယ်မှာခင်ဗျားတို့တဏှာကရမ်းညံလို့ရမ်းပြိုက်ဒါပြန်ဒုက္ခဝေဒနာဆိုရလဲဖြစ်ပြက်ပဲဖြစ်ပြက်ပြန်ဒုက္ခသစ္စာဒုက္ခဝေဒနာပေါ်လာလဲဖြစ်ပြက်ပြန်ဘာသစ္စာဥပ္ပကဝေဒနာပေါ်လာရင်ဖြစ်ပြက်ပြန်ဘာတော့ဒုက္ခသစ္စာသာရှိတယ်ဆိုတာတန်ခိတ်တင်တာပြင်စုပါရณะခန္ဓာပြီးဒုက္ခသစ္စာကိုဒုက္ခသစ္စာမှာတော့ဘာရှိသေးတယ်အဲ့တော့ဝေဒနာ3မျိုးကိုသစ္စာဖွဲ့လိုက်ဒုက္ခသစ္စာဒုက္ခသစ္စာဒုက္ခသစ္စာမှန်သိသွားတဲ့အခါကျတော့ဒကာဓမ္မတွေဟောဒီသိတဲ့ဥစ္စာမဂ္ဂသစ္စာဘာကြဝေဒနာ3မျိုးကဒုက္ခသစ္စာဖြစ်ပြမြင်တိုင်းဒုက္ခသစ္စာပါဒုက္ခသစ္စာပါဒုက္ခသစ္စာပါလားရှုဖြစ်ပြမြင်တိုင်းဘယ်လိုရှိကြမလဲဖြစ်ပြကဒုက္ခသစ္စာသိတာကမဂ္ဂသစ္စာဖြစ်နေတော့ဒီနောက်ကခုနှစ်နောက်ကပိယတတဖြစ်တဲ့တဏှာတွေခင်ယမယကြောင့်လာတဲ့တဏှာတွေဟာဒီကဒုက္ခသစ္စာကြီးဖြစ်သွားတော့ခင်ယမယကြောင့်လာတဲ့တဏှာရှိသေးလားဒါဖြင့်တဏှာချုပ်တော့ကိုခန္ဓာချုပ်တော့ဇာမရဏပဲချုပ်တယ်ဆိုတော့မသေးကြဘူးလားဒါဖြင့်ခင်ဗျားတို့ဒါဒုက္ခသစ္စာဝေဒနာ3မျိုးကိုဒုက္ခသစ္စာမဖြစ်သေးကာလပတ်လုံးခင်ဗျားတို့ဒီအမြဲတမ်းမျိုးနေဦးမှာပဲတဏှာနဲ့မျိုးနေဦးမှာတဏှာနဲ့မျိုးရင်ခန္ဓာရမယ်ခန္ဓာရရင်ဥသေးကရောဒါဖြင့်ဒကာဓမ္မတို့ဝေဒနာ3ပါးလှည့်ပေါ်ပါလိမ့်မယ်ပေါ်တိုင်းဒကာကျွဲတို့ကဖြစ်ပြဒုက္ခသစ္စာဒုက္ခသစ္စာလို့ဉာဏ်နဲ့ကြည့်ပေးဒါဘုန်းကြီးကဟောတာမဟုတ်ယံကင်ရှိဝေရိတဓမ္မသဗ္ဗန္တံဒုက္ခသမိန်တိအလုံးစုံဝေဒနာတွေကဒုက္ခသစ္စာကြီးပဲကွာအလုံးစုံဝေဒနာတွေကဘာပါလိမ့်ဒါပြန်ဒုက္ခပေါ်လဲဖြစ်ပြဒုက္ခသစ္စာဒုက္ခဝေဒနာပေါ်လဲဖြစ်ပြဒုက္ခဥပ္ပခဝေဒနာပေါ်အသေးစိတ်ကတော့ခင်ဗျားတို့အရင်ကသင်ပြီးပြီဘယ်နေရာဘာပေါ်တယ်ဆိုတာအဲ့တော့ဒုက္ခသစ္စာဆိုတော့သူကဒုက္ခသစ္စာသိလုံးလေးကဒီဘက်ကခင်တမင်တတ်တဲ့တရားမသိဘူးလားသိပါဘူးသိတယ်ဆိုသမုဒိယချုပ်တာလေသမုဒိယချုပ်တော့ဒီဘက်ကဒီဇာတိဇရာမရဏတွေရောခန္ဓာနောက်လာမဲ့ခန္ဓာတွေရောမချုပ်ဘူးချုပ်ပါဘူးအဲ့ဒါနိရောဓသစ္စာဖို့ခန္ဓာနိရောဓနိဗ္ဗာန်ဖြစ်သွားပြီဒီဘက်ကတဏှာနိရောဓဖြစ်လို့ဒီဘက်ကခန္ဓာနိရောဓကို
သဘောကျဒါဖြင့်ဓမ္မတို့ဝိပဿနာလုံးမသာလင်ခင်ဗျားတို့မက်ကင်ဖောင်ကြီးဖြစ်မက်ကင်ဖောင်ကြီးဖြစ်လာတော့ဒီဘက်မှာတဏှာကချုပ်တော့ခန္ဓာကပေါ်သေးတယ်မပေါ်တော့ဥသေးကလာသေးတယ်ဒါဖြင့်မရဏရေကမလွတ်သေးဘူးလားဒါဖြင့်ဒီပုဂ္ဂိုလ်ဝိပဿနာလုပ်နေတဲ့မက်ကင်ဖောင်ကိုယ်ပိုင်ရှိတဲ့ပုဂ္ဂိုလ်ကအသေးလို့မက်ကင်ဖောင်ကိုယ်ပိုင်မရှိတဲ့ပုဂ္ဂိုလ်အဖြစ်အသေးမလို့ဘူးဆိုတာသိတော့မတရားမှန်ပြိနိဗ္ဗာန်သွားတဲ့မက်ကင်ယထာမက်ကင်ဖောင်ကြီးဆိုတော့သူပဲသူမှတပါအာကိုရမရှိဘူးဒါဖြင့်အတ္တယအတ္တနောနာထောဆိုတာမိမိကိုယ်ကိုမိမိအာကိုပါဆိုတာမက်ကင်တည်းဟူသောမိမိကိုအာကိုပါပြောတာမက်ကင်တည်းဟူသောမိမိကိုတခြားဒီကိုကြီးကိုအာကိုတော့လကားပေါ့ဒီကိုကြီးကဘယ်အာကိုခံနိုင်မှာအနတ္တကြီးပဲဘာအာကိုရမက်ကင်ဖောင်အာကိုရမယ်ဆိုတာသတိပဋ္ဌာန်ပါဠိတော်မှာဒီတိုင်းလားသဘောကျဒါဖြင့်ဝေဒနာသုံးပုဒ်ကိုခမည်းတော်ဘယ်သစ္စာမြင်အောင်ကြည့်ရအောင်ပင်ကိုကဘာသစ္စာလဲပင်ကိုကဒုက္ခသစ္စာကိုပင်ကိုကဒုက္ခသစ္စာလို့သိတော့ခမည်းတော်တဏှာနဲ့မြုံမိသေးရဲ့မမြုံမိတော့ဒါကိုခင်းနေမင်းတဲ့သဘောနဲ့မမြုံမိတဲ့အခါကျတော့မတော့ဘဲနေတော့ဒီဥစ္စာမသေးတဲ့မက်ကင်ပေါ်လာမတော့ဘဲနေတဲ့အတွက်မသေးတဲ့မက်ကင်ပေါ်လာတယ်ဆိုတော့သိကြဘူးလားတဏှာနဲ့သောက်တော့မသေးလားတဏှာနဲ့သောက်တော့ဇေယမရဏလာတခုရေးမကြဘူးကဲယနေ့ဒီရင်တော်ကြသူမိုးကုတ်ဆရာတော်ဘုရားကြီးဤမူရင်းအတန်အားအကြည်လင်ဆုံးဖြစ်အောင်ပြန်လည်ပြင်ဆင်ကုလိုပြုထားပါသဖြင့်နေ့စဉ်တင်ဆက်မှုများနှင့်တိုက်ရိုက်ထုတ်လွှင့်မှုများကိုဘလွတ်တန်းနာယူလိုပါက channel ကို subscribe လုပ်ပြီး notification ခေါင်းလောင်းလေးဖွင့်ထားဖို့မမေ့ပါနဲ့နော်